သာသနာတော်နှစ်2569ခုနှစ်မြန်မာတက္ကရာ1389ခုနှစ်တစောင်းမုံလပိကျော်12ရက်နေ့ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့တနင်္ဂနွေနေ့မှာရန်ကုန်ဒေသကြီးဗဟန်းမြို့နယ်မဂ္ဂဝိပဿနာသနိဓာရမကျောင်းတိုက်ကြီးမှာကျင်းပပြုလုပ်အပ်တဲ့150ကြိမ်မြောက်ဒေတာတရားစကားမကနေ့ညနေပိုင်းကျေးဇူးပြုနေကြဖြစ်တဲ့သစ္စာတရားလုပ်ပြီးတရားများကိုဆက်လက်ပြီးတော့ကျေးဇူးပြုပေးမှဖြစ်ပါတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးလက်ထက်တော်ကာလတုန်းကဘုရားရှင်ကိုရောမြတ်ကြီးသာဝတိပြုံမစေတုံကျောင်းတော်မှာတရင်တောင်းတော်မူနေတဲ့အချိန်ခါမှာသာဝတိမြို့တော်တွင်ကတရားလာရောက်နာယူကြတဲ့တရားနာပရိသတ်အပေါင်းတော်ကောင်းတို့သည်နာကတရားနာဉာဏ်ကခန္ဓာဆိုင်လို့သောတပရိမဉ္ဇဉ်သက္ကရာဂမိမဉ္ဇဉ်အနာဂမိမဉ္ဇဉ်အရဟတမဉ္ဇဉ်များအသီးသီးရရှိသွားကြသလိုယနေ့လည်းပဲအလုံးသောတရားနာပရိသတ်အပေါင်းတော်ကောင်းတို့သည်နာကတရားနာဉာဏ်ကခန္ဓာဆိုင်လို့သောတပရိမဉ္ဇဉ်များရနိုင်ကြပါစေသက္ကရာဂမိမဉ္ဇဉ်များရနိုင်ကြပါစေအနာဂမိမဉ္ဇဉ်များရနိုင်ကြပါစေအရဟတမဉ္ဇဉ်များရနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဘုန်းကြီးများယဓမ္မသဘင်စီစဉ်ကိုစတင်မှာဖြစ်ပါတယ်ယောဂီဘောဓတော်ကောင်းတို့တရားကိုဖွေရှာတရားကိုမြတ်နို့တရားကိုအာကိုလေးရှိကြကုန်သောဓမ္မမမကဓမ္မကဝေတိဓမ္မသုတေတိဖြစ်ကြတဲ့ယောဂီဘောဓတော်ကောင်းတို့ယခုလိုတရားရှိမှတ်နေကြခြင်းသည်တခြားလိုခြင်းလိုလားနိဗ္ဗာန်လိုခြင်းလိုလားနိဗ္ဗာန်ကဘာသစ္စာနိဗ္ဗာန်လိုခြင်းတခြားခြင်းကျင့်ရမှာလားမဂ္ဂင်ခြင်းကျင့်ရမှာလားမဂ္ဂင်ခြင်းကဘာသစ္စာမဂ္ဂင်ခြင်းပြီးတော့တခြားတတ်ရမှာလားကိလေသာတတ်ရမှာလားကိလေသာကဘာသစ္စာကိလေသာတတ်ဖို့ရအတွက်တခြားကြည့်ရမှာလားယုံနာခန္ဓာကြည့်ရမှာလားယုံနာခန္ဓာကဘာသစ္စာဒုက္ခသစ္စာဖြစ်ပါတယ်အဲဒီတော့ကနေ့ဘုန်းကြီးတို့ယောဂီများကိုဝိပဿနာလုပ်တရားလုပ်ငန်းစဉ်ရှုခွင့်ရှုခွင့်ကျေးဇူးပြုလာခဲ့တာယုံနံဓမ္မသဘာဝတရားတွေကိုဉာဏ်နဲ့ပိုင်းခြားသိတဲ့အထိရောက်လာခဲ့ပါပြီအဲဒီလိုပိုင်းခြားသိအောင်ပြောပြပေးနေတာကညာတပရိညာတရားနာလို့သာသိလိုက်ရတာအဲ့ဒီအသိလောက်နဲ့တကယ်သိတယ်လို့မခေါ်ပါဘူးအဲ့ဒီအသိဖြစ်အောင်ဘုန်းကြီးတို့ယောဂီများကိုယ်တိုင်ကြိုးစားပြီးတော့ရှုမှတ်သုံးသပ်ပြီးကိုယ်တိုင်သိသွားလို့ရှိရင်တော့အဲ့ဒါတိရဏပရိညာလို့ခေါ်ပါတယ်နော်အဲ့တော့တရားစဉ်နဲ့လုပ်ငန်းစဉ်ဆိုတာနော်ဘုန်းကြီးတို့နားလည်တဲ့တရားစဉ်နဲ့လုပ်ငန်းစဉ်ဆိုတာကတော့တရားမှလည်းတရားအစဉ်ရှိတယ်လုပ်ငန်းမှလည်းပဲလုပ်ငန်းအစဉ်ရှိတယ်တစ်ဖက်ကတရားအစဉ်နဲ့တစ်ဖက်ကလုပ်ငန်းအစဉ်နဲ့ထပ်ထူထပ်မြကိုက်သွားဖို့လိုတယ်တရားစဉ်ကညာတပရိညာဆိုရင်လုပ်ငန်းစဉ်ကလည်းညာတပရိညာပေါ့တရားစဉ်ကတိရဏပရိညာခန့်ကဏ္ဍပြောနေပြီဆိုရင်လုပ်ငန်းစဉ်ကလည်းပဲတိရဏပရိညာဖြစ်အောင်ကြိုးစားပေးရမှာပေါ့ဘယ်အချိန်မှတိရဏပရိညာဖြစ်မလဲဆိုရင်တော့ယုံနာတွေကိုကိုယ်တိုင်ကြည့်ပြီးတော့ကိုယ်တိုင်သိတဲ့အချိန်မှာတိရဏပရိညာဖြစ်ပါတယ်ညာတပရိညာကသူများပြောလို့သိတဲ့အသိအငှားသိတိရဏပရိညာကကိုယ်တိုင်ကြည့်လို့သိတဲ့အသိကိုယ်ပိုင်သိကိုယ်ပိုင်အသိနော်အဲ့တော့တစ်ဖက်ကညာတပရိညာဆိုတဲ့အငှားသိနဲ့သိထားတဲ့အသိကလေးတွေရှိတယ်
တဘက်ကတိရဏပရိညာဆိုတဲ့ကိုယ်တိုင်ကြည့်လို့သိတဲ့အသိကလေးတွေရှိအဲ့ဒီနှစ်ခုဟာထပ်တူထပ်မြတ်ဖြစ်နေဖို့လိုပါတယ်ညတပရိညာကတရားစဉ်တိရဏပရိညာကလုပ်ငန်းစဉ်နှစ်ခုထပ်တူထပ်မြတ်ဖြစ်နေဖို့လိုအပ်ပါတယ်နော်တရားစဉ်ကသာရှေ့ရောက်သွားပြီးတော့လုပ်ငန်းစဉ်ကရှေ့မရောက်ဘူးဆိုရင်လည်းပဲတရားစဉ်မှာဟောတဲ့ပြောတဲ့စကားတွေကိုကိုယ်တိုင်နားလည်မှာမဟုတ်ပါဘူးလုပ်ငန်းစဉ်မှာပေါက်မြောက်ထားတဲ့ပုဂ္ဂိုလ်မှသာလည်းရင်ကိုယ်တိုင်နားလည်မှာဖြစ်ပါတယ်အဲဒါကြောင့်မလို့လုပ်ငန်းစဉ်အနေနဲ့တရားစဉ်နဲ့တဘောရန်လိုက်ဖို့တရားစဉ်နဲ့တစ်ထပ်တည်းဖြစ်ဖို့အဲ့ဒီလိုဖြစ်အောင်ကြည်ကြံကြုတ်ကိုအားထုတ်ကြဖို့သိရေးကြည့်ပါတယ်နော်ကောင်းပြီဒါဖြင့်တရားစဉ်မှာညာတပရိညာပိုင်းကိုကြော်ပြီးတော့တိရဏပရိညာပိုင်းကိုရောက်လာပြီညာတပရိညာနဲ့တိရဏပရိညာဘာကွာတယ်လဲမေးတော့ညာတပရိညာကတရားနာယုံပဲနာတာနာယုံပဲနာပြီးတော့မနတိကာရလို့ခေါ်တဲ့စိတ်ထဲကိုထဲ့ယုံပဲထဲ့လိုက်တာစိတ်ထဲကိုထဲ့ယုံပဲထဲ့လိုက်တာညေတိရဏပရိညာဆိုတဲ့လုပ်ငန်းစဉ်ကြတော့ထဲ့ထားတဲ့အသိကိုပြန်ထုတ်ပြီးတော့သုံးလိုက်တာပြန်ထုတ်သုံးလိုက်တာအဲ့ဒါကိုတော့တပ္ပဇင်ညလို့ဒီလိုလေးခေါ်တာပေါ့နော်တပ္ပဇင်ညဆိုတာဆင်ကျင်တာလက်တွေလှုပ်ကြည့်တာမနတိကာရကစိတ်ထဲမှာမှတ်ထားလိုက်တာမှတ်ထားလိုက်တော့တင်ညာသိပေါ့ကိုယ်တိုင်ထုတ်သုံးကြည့်လိုက်တဲ့အချိန်ကျတော့ကိုယ်တိုင်မြင်ပြီလားမေးရင်စကြည့်ကစားမှာတော့မမြင်သေးဘူးမမြင်သေးရင်တော့ဒါတင်ညာသိပဲရှိသေးတာပေါ့မြင်သွားပြီဆိုရင်တော့ပညာသိဖြစ်ပြီပေါ့ဘယ်အချိန်မှတင်ညာသိလဲဘယ်အချိန်မှပညာသိလဲဆိုတာကကိုယ်တိုင်သဘောပေါက်ခြင်းမပေါက်ခြင်းအပေါ်မှာမူတည်ပါတယ်နော်အဲ့တော့ညာတပရိညာကကိုယ်တိုင်သဘောပေါက်ခြင်းမရှိသေးဘူးတိရဏပရိညာကကိုယ်တိုင်သဘောပေါက်သွားပြီဟုတ်ပြီဒါတော့ညာတပရိညာနဲ့တိရဏပရိညာကြားမှာဘယ်လိုဝင်ပြရတယ်လဲဆိုတော့တမ္ပဇိညာလေးဝင်ပြရတမ္ပဇိညာလေးကဝင်ပြီးတော့ညာတပရိညာတော့ကသိထားတဲ့အသိမှတ်ထားတဲ့မှတ်သားချက်တွေကိုလက်တွေအသုံးပြုဖို့အတွက်လမ်းခင်ပေးရတာအဲ့ဒါကတမ္ပဇိညာအဲ့ဒါကြောင့်မလို့တမ္ပဇိညာကဘယ်လိုနဲ့တွဲတယ်တတိနဲ့တွဲတာတတိတမ္ပဇိညာသမဏကတော့ဟောဒီလို့ဆိုတယ်အာသတိပဋ္ဌာန်သုတ်တံမှာလည်းပဲအာတပိနိဗ္ဗကောတတိမာဆိုပြီးတော့တတိနဲ့အာတာပိတမ္ပဇာနောတတိမာလေအာတာပိတမ္ပဇာနောတတိမာအာတာပိကဝရိယတမ္ပဇာနောကအခုပြောနေတဲ့တမ္ပဇင်တတိမာသရာကတတိဟောအဲ့ဒီမှာလည်းတတိနဲ့တမ္ပဇင်တော့တွဲတယ်နော်တတိတမ္ပဇင်ညနာသမဏကတောဟောတိဆိုတဲ့စကားမှာလည်းပဲတတိနဲ့တမ္ပဇင်တော့တွဲတယ်တတိနဲ့တမ္ပဇင်တွဲထားသည့်အတွက်ဒီတမ္ပဇင်သည်ဒီတမ္ပဇင်ညသည်ဒီဆင်ခြင်းဆိုတဲ့အလုပ်သည်လုပ်ငန်းမစရသေးဘူးလားစနေပြီလားတတိဆိုတဲ့စကားလုံးပါတယ်လေစနေပြီနော်စနေပြီလုပ်ငန်းစနေပြီနော်တတိနဲ့စတာကိုညတပရိညာတုန်းကလုပ်ငန်းမစရသေးဘူးလုပ်ငန်းမစရသေးတဲ့အချိန်တုန်းကတော့ယောနိတော်မနတိကာရစိတ်ထဲမှာမှတ်ထားတယ်စိတ်ထဲမှာထည့်ထားတယ်ထုံမသုံးဘူးတချို့ပုဂ္ဂိုလ်များကြတော့လည်းပဲဒါကတရားနာဉာဏ်ကခန္ဓာလှဲ့ဆိုပြီးတော့တရားနာနေတုန်းမှာပဲထုတ်သုံးလိုက်တယ်တရားနာနေတုန်းမှာပဲထုတ်သုံးလိုက်တဲ့ပုဂ္ဂိုလ်များကြတော့တစ်ဘက်ကတရားလည်းနာပြီးသားဖြစ်တယ်တစ်ဘက်ကခန္ဓာကိုယ်လည်းရှုပြီးသားဖြစ်တယ်ဒါပေမဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကတော့နည်းပါတယ်ဒီဘက်နဲ့လုံနိုင်တဲ့ပုဂ္ဂိုလ်ကနည်းပါတယ်နော်နည်းပါတယ်မလုံနိုင်တဲ့ပုဂ္ဂိုလ်ကများပါတယ်မ
ခောဆရာတော်ဘုရားကြီးအမိန့်ရှိတဲ့ဒေသနာဉာဏ ानु သာရဏဉာဏပိသင်္တတဉာဏ်တော်တရတဟောတိဆိုတဲ့အကုသာရကအယဒေသနာကိုအစဉ်လျှောက်ပြီးတော့လျှောက်တယ်ဆိုတာဘာပြောတာလဲဆိုတော့ဒေသနာသွားသလောက်လိုက်ချသွားလိုက်တာဟောတဲ့တရားနောက်ကိုလိုက်မှတ်သွားတာဒါဒေသနာဉာဏ ानु သာရဏအဲ့ဒီလိုလိုက်မှတ်ပြီးတော့ဉာဏပိသင်္တတခန္ဓာကိုယ်ကိုဉာဏ်နဲ့လှုပ်ပြီးတော့ကြည့်ပေးလိုက်တာဟိုဘက်ကလည်းဒေသနာနောက်ကိုဉာဏ်ကလိုက်တယ်ပြောသလောက်ကိုမှတ်မိတယ်ဒီဘက်ကလည်းဉာဏ်ကခန္ဓာကိုတစ်ဖက်တစ်လမ်းကကြည့်တယ်တစ်ဖက်တစ်လမ်းကကြည့်တဲ့အခါကျတော့ဒေသနာကိုသိတဲ့အသိနဲ့ခန္ဓာကိုသိတဲ့အသိကထပ်တူထပ်များတော့မဟုတ်ဘူးထပ်တူထပ်များသိတဲ့အသိတော့မဟုတ်ဘူးထပ်တူထပ်များသိတဲ့အသိမဟုတ်တဲ့အတွက်စိတ်တိုင်းလုံးတဲ့ကနေပြီးတော့ဒေသနာကိုလည်းသိမယ်ခန္ဓာကိုလည်းသိမယ်ဆိုတာတော့မဖြစ်နိုင်ဘူးဒါပေမဲ့ဝိထိအနေနဲ့ပြောရင်တော့ဝိထိတစ်ခုကြားပေါ့နော်ဒေသနာဘက်ကဝိထိကလေးကျသွားလိုက်ခန္ဓာဘက်ကဝိထိကလေးဝိထိစဉ်ကလေးကျသွားလိုက်ဟိုဘက်ကိုစိတ်ရောက်သွားလိုက်ဒီဘက်ကိုစိတ်ရောက်သွားလိုက်စိတ်ကမြန်လွန်းတဲ့အခါကျတော့ဟိုဘက်ကိုလည်းအလင်းမရောက်နားလည်သွားတယ်ဒီဘက်ကိုလည်းအလင်းမရောက်ရှုနိုင်သွားတယ်ဒီလိုရှိတာပေါ့နော်အဲ့ဒီလိုနှစ်ခုလုံးတပြိုင်နက်နီးပါးပြုလုပ်နိုင်တဲ့ပုဂ္ဂိုလ်များကတော့ရှားပါတယ်အဲ့ဒါဘုန်းကြီးတို့ကနာဂတရားနဲ့ညာကခန္ဓာလှဲ့ဆိုတဲ့စကားလုံးသည်တကယ်လုံနိုင်တဲ့ပုဂ္ဂိုလ်များအတွက်ကိုရည်ညွှန်းပါတယ်မလုံနိုင်တဲ့ပုဂ္ဂိုလ်များအတွက်ကတော့နာဂတရားနာရကညာတပရိညာခန္ဓာကိုယ်ညာလှဲ့တာကတိရဏပရိညာအဲ့ဒီနှစ်ခုကကာလခြားမှဖြစ်နိုင်တဲ့သဘောအဲ့ဒီလိုကာလခြားသွားပြီဆိုရင်ဟိုဘက်အသိနဲ့ဒီဘက်အသိဟိုဘက်အသိကတရားနာလို့သိတာသူများပြောလို့သိတာဒီဘက်အသိကကိုယ်တိုင်သိတာအဲ့ဒီနှစ်ခုကိုဘာနဲ့ပေါင်းကူပေးမယ်လဲတံပစီညာနဲ့ပေါင်းကူပေးမယ်ဆင်ញံနှလုံးသွင်းမှုနဲ့ပေါင်းကူပေးမယ်နာတော့ကတရားနာတော့ကဒီလိုဟောထားတာပဲဒီလိုနာထားတာပဲဒီလိုသိထားတာပဲအခုဒီမှာလာတွေ့နေပြီအဲ့ဒါကဒီလိုပါလားဒီလိုလေးပေါ့နော်အဲ့ဒီလိုလေးဆင်ញံပေးရတာပေါ့အဲ့ဒီလိုဆင်ញံပေးတဲ့အတွက်တိရဏပရိညာမှာအခြေချလို့ရသွားတယ်တိရဏပရိညာအခြေချလို့ရသွားပြီဆိုရင်ဒါကိုယ်တိုင်သိသွားပြီပေါ့ကိုယ်တိုင်သိသွားတဲ့အချိန်မှာသမုဒိယသစ္စာဆိုတဲ့ကိလေသာဒီနေရာမှာသားပြီးပြောနေတာကဒိဋ္ဌိကိလေသာဟုတ်ပြီနော်ဒိဋ္ဌိနဲ့ဝိသိကိစ္စအဲ့ဒီကိလေသာကလေးကိုခန္ဓာကိုယ်သိတဲ့ဉာဏ်ကပယ်လိုက်တယ်ဘယ်လိုပယ်တယ်လဲတည်ငါပယ်လိုက်တယ်ဟောဒါကြတော့စာလို့ပြောတာပေါ့နော်ဘုန်းကြီးတို့လက်တွေ့ယောဂီများရဲ့လက်တွေ့လုပ်ငန်းစဉ်နဲ့ပြောမယ်ဆိုရင်ခန္ဓာရဲ့အရှိသဘာဝကိုတတိနဲ့သိမယ်တမာတိနဲ့သိမယ်ပညာနဲ့သိမယ်တတိတမာတိနဲ့သိတော့ကတော့သူတလဲကိုတလဲတတိဆိုရင်ကိလေသာလေးကြောင်းဝင်လာလိုက်တတိလေးကဝင်လာလိုက်ကိလေသာလေးရောက်လာလိုက်တတိလေးကရောက်လာလိုက်သူတလဲကိုတလဲတမာတိကြတော့ပရမဘက်တော့အခြေမခိုင်သေးဘူးနောက်ဘက်ကျတော့အခြေခိုင်သွားတယ်အခြေခိုင်သွားတဲ့အချိန်မှာကိလေသာလေးဒိဋ္ဌိလေးကြားမဝင်နိုင်တော့တမာတိခိုင်သွားပြီတမာတိခိုင်သွားပြီဆိုတာနဲ့ဒီပြိုင်နဲ့သဘောပေါက်သွားပြီသဘောပေါက်တဲ့အဆင့်ရောက်သွားပြီဘာကိုသဘောပေါက်ယုံနာရဲ့သဘောပေါက်ကိုသဘောပေါက်ယုံနာရဲ့သဘောပေါက်ကယထာဘုဒ္ဓသဘောပေါက်တာကဉာဏ်နှစ်ခုပေါင်းလိုက်တော့ယထာဘုဒ္ဓဉာဏ်အဲ့ဒါယထာဘုဒ္ဓဉာဏ်ကအဓိကနေစတာယုံနာကသဘောပေါက်တဲ့အချိန်ကနေစပြီးတော့ယထာဘုဒ္ဓဉာဏ်ဖြစ်တယ်အဲ့ဒီလိုသဘောပေါက်အောင်ဘလို့နဲ့ဟိုဘက်ဒီဘက်ပေါင်းကုလို့ပြရတယ်လေတံပစီညာနဲ့တံပစီညာဆင်ញံမှုလေးနဲ့ပေါင်းကုလို့ပြရတယ်အဲ့ဒီလိုပေါင်းကုလို့ပြနိုင်သည့်အတွက်သဘောပေါက်လွယ်သွားတယ်များများဆင်ញံတဲ့ပုဂ္ဂိုလ်ကမြတ်မြတ်သဘောပေါက်တယ်ဟုတ်ရလားများများဆင်ញံတဲ့ပုဂ္ဂိုလ်သည်မြန်မြန်သဘောပေါက်ပါတယ်နော်ဒါကြောင့်မလို့
မြန်မာသဘောပေါက်ခြင်းမြန်မာစေခြင်းပေါ့အဲ့ဒီလိုသဘောပေါက်တော့သဘောပေါက်တာကဉာဏ်ခုနသတိနဲ့သမာဓိတုန်းကမခိုင်မာသေးဘူးဉာဏ်ကြတော့ခိုင်မာသွားပြီဉာဏ်ခိုင်မာသွားပြီဆိုတော့အဲ့ဒီဉာဏ်ကဘယ်မှာဖြစ်တယ်လဲဆိုရင်စိတ်ထဲမှာဖြစ်တယ်အရင်တော့ကဒိဋ္ဌိကိလေသာလေးတွေဖြစ်တာလဲဘယ်ထဲမှာဖြစ်စိတ်ထဲမှာဖြစ်တယ်အခုဉာဏ်ဖြစ်တော့လဲဘယ်ထဲမှာဖြစ်စိတ်ထဲမှာဖြစ်တယ်ဟုတ်ပြီစိတ်ထဲမှာအဲ့ဒီဒိဋ္ဌိနဲ့အဲ့ဒီဉာဏ်နဲ့အတူတူဖြစ်သလားအတူတူဖြစ်ခွင့်မရှိဘူးဒိဋ္ဌိဖြစ်တော့ကဉာဏ်မကိန်းဘူးဉာဏ်ကိန်းလာတော့ဒိဋ္ဌိမရှိတော့အဲ့ဒီတော့ဉာဏ်ဘလောက်ကြာကြာကိန်းမလဲသဘောပေါက်တဲ့သဘောပေါက်ချက်ကလေးကသိမကြဘူးเนาะဒီအချိန်မှာသိမကြသေးဘူးသိမကြနိုင်သေးဘူးပေါ့လေเนาะဘာဖြစ်လို့တော့ဉာဏ်ကမရင်သေးလို့အဲ့ဒီလိုဉာဏ်ရဲ့သဘောပေါက်ချက်ကလေးကသိမကြသေးတဲ့အတွက်ဉာဏ်ရှိနေတဲ့အချိန်မှာဒိဋ္ဌိလေးဆင်းနေတယ်ဉာဏ်လည်းပြောက်သွားတော့ဒိဋ္ဌိကလေးကပြန်ရောက်ဒါကြောင့်မလို့သိမကြဘူးခဏကလေးပဲဒိဋ္ဌိဆင်းတာခဏကလေးပဲဆိုတာကဘုန်းကြီးတို့တည်င်ကဆင်းနေတာကပဟာနာတည်င်ကပဟံပေါ့နော်တည်င်ကပဟံအဲ့တော့တည်င်ကပဟံဆိုတာဘာပြောတာလဲဆိုတော့ခဏတစ်ပြုတ်ဒိဋ္ဌိဆင်းသွားတာခဏတစ်ပြုတ်ဒိဋ္ဌိဆင်းသွားတာကိုတည်င်ကပဟံလို့ခေါ်ဘယ်ထဲကနေဆင်းသွားတာလဲစိတ်ထဲကနေဆင်းသွားတာစိတ်ထဲကိုရောက်ပြီးမှဆင်းသွားတာလားအဲ့ဒီဒိဋ္ဌိကစိတ်ထဲကိုရောက်လာပြီးတော့မှဉာဏ်ကကလော်ထိုးလိုက်လို့ဆင်းသွားတာလားဒီလိုမဟုတ်ဘူးနော်စောစောတုန်းကစိတ်မှာဒိဋ္ဌိရှင်တယ်စောစောတုန်းကဖြစ်ကြတဲ့စိတ်တွေမှာဒိဋ္ဌိရှင်တယ်အဲ့ဒီဒိဋ္ဌိကိုဘယ်လို့မှဖယ်ရှားလို့မရဘူးဘာဖြစ်လို့တော့ယုံ nant တို့ရဲ့သဘာဝကဖြစ်လာပြီဆိုရင်သူ့လိုပြတ်သွားတာဘယ်လိုကမှပြတ်အောင်လုပ်ပေးလို့မရပြတ်အောင်လုပ်ပေးစရာလည်းမလိုဘူးဘုရားယန္တာတွေတော့တကုရှင်ပုဂ္ဂိုလ်များတောင်မှပြတ်အောင်လုပ်လို့မရဘယ်လိုကမှပြတ်အောင်လုပ်လို့မရပေမဲ့လည်းသူ့ဘာသာသူတော့ပြတ်သွားတာပဲဒါကြောင့်မလို့ဖြစ်လာတယ်ပြတ်သွားတယ်ဒိဋ္ဌိလေးဖြစ်လာတယ်ဘယ်လိုနဲ့တွဲဖြစ်စိတ်နဲ့တွဲဖြစ်ပြီးတော့ဒိဋ္ဌိလေးပြတ်သွားတယ်ဘယ်လိုနဲ့တွဲဖြစ်စိတ်နဲ့တွဲပြတ်သွားပြီအဲ့ဒီပြတ်သွားတဲ့အပြတ်ကိုဘယ်လိုကမှဖယ်ရှားပြစ်တာလည်းမဟုတ်ဘူးဘယ်လိုကမှပြစ်အောင်လုပ်ပေးတာလည်းမဟုတ်တဲ့အတွက်ဒါကိုဘာမှသုံးသပ်စရာမလိုဘူးနော်အဲ့ဒီဒိဋ္ဌိနဲ့ရှင်တဲ့စိတ်ကလေးပြတ်သွားပြီဆိုတော့နောက်စိတ်အသစ်တစ်ခုပေါ်တယ်နောက်စိတ်အသစ်တစ်ခုပေါ်တဲ့အခါကျတော့ပထမတော့တတိစိတ်ပေါ့တတိနဲ့ရှင်တဲ့စိတ်ပေါ့နောက်တစ်ခါသမာဓိနဲ့ရှင်တဲ့စိတ်ပေါ့နောက်တစ်ခါပညာနဲ့ရှင်တဲ့စိတ်ပေါ့တတိနဲ့ရှင်တဲ့စိတ်ဆိုပေမဲ့လည်းပဲစိတ်တစ်ခုတည်းနဲ့မလုံလောက်ဘူးတတိလေးနဲ့ရှင်လိုက်မရှင်လိုက်ရှင်တဲ့စိတ်ကလေးဖြစ်လိုက်မရှင်တဲ့စိတ်ကလေးဖြစ်လိုက်တတိကင်းတဲ့စိတ်ကလေးဖြစ်လိုက်တတိမကင်းတဲ့စိတ်ကလေးဖြစ်လိုက်ဟောအဲ့ဒီလိုနဲ့လေဘုန်းကြီးတို့10မိနစ်2မိနစ်လဲကြာချင်းကြာသွားတာပေါ့လေနော်10မိနစ်2မိနစ်သာပြောတာစိတ်ပေါင်းကအများကြီးဟုတ်တယ်မလားအဲ့ဒီစိတ်တွေထဲမှာတတိနဲ့ရှင်တဲ့စိတ်ဖြစ်တယ်လို့ဒိဋ္ဌိနဲ့ရှင်တဲ့စိတ်ဖြစ်လိုက်တလဲစီဖြစ်သွားတာမချင်မခိုင်သေးဘူးနည်းနည်းချင်းခိုင်လာတော့သမာဓိဖြစ်သွားတယ်တတိနဲ့သမာဓိဆိုတာဘာကွာတယ်လဲပြီးတော့သိမကွာအချင်းမခိုင်သေးတာနဲ့အခြေခိုင်တာပဲကွာတယ်အတူတူပဲတတိကလည်းအာယုံတစ်ခုကိုကြည့်တာသမာဓိကလည်းအာယုံတစ်ခုကိုကြည့်တာတတိကအချင်းမခိုင်သေးတဲ့အတွက်တတိထားကြည့်တဲ့သဘောသမာဓိကအခြေခိုင်မြည်ဖြစ်တဲ့အတွက်အဲ့ဒီအာယုံကိုဖမ်းယူဆုပ်ကိုင်လိုက်နိုင်တဲ့သဘောဒါအချက်ရေးချထားပစ္စည်းဟုတ်တယ်မလားအဲ့ဒါကြောင့်အတိပ္ပယ်ရင်းသာနည်းနည်းလေးကွာပြီမဲ့လုပ်ငန်းချင်းကတော့အတူတူပါပဲကောင်းပြီဒါဖြင့်တတိကအချင်းမခိုင်သေးဘူးသမာဓိကအခြေခိုင်သွားပြီအခြေခိုင်သွားတာနဲ့တပြိုင်နက်ဘုန်းကြီးတို့ငြိမ်သွားပြီဆိုရင်အဲ့ဒီယုံနာရဲ့သဘောကိုသဘောပေါက်သွားပြီပေါ့မငြိမ်သေးခင်တော့ကတော့သဘောမပေါက်သေးဘူးပေါ့နော်ငြိမ်သွားတော့သဘောပေါက်သွားတာပေါ့ဓာတ်ပုံများရိုက်တယ်လို့ကင်မရာလေးနဲ့တယ်လီဖုန်းလေးနဲ့ဓာတ်ပုံရိုက်တဲ့အခါမှာလက်မငြိမ်သေးဘူးဆိုရင်ဟိုဘက်ကမြင်ကွင်းလည်းမငြိမ်ဘူးမြင်ကွင်းမငြိမ်ရင်ခလုံးနှိပ်လို့မရသေးဘူးမြင်ကွင်းငြိမ်သွားပြီဆိုတာနဲ့တပည့်နဲ့ခလုံးနှိပ်လိုက်တဲ့အချိန်မှာပုံကပြက်ပြက်သားသားထွက်
အဲ့ဒီလိုပဲတမာတိအဆင့်ရောက်ပြီမှမငြိမ်တတိအဆင့်မှာမငြိမ်သေးဘူးတတိအဆင့်မှာအာယုံကမငြိမ်သေးဘူးအာယုံကမငြိမ်သေးတဲ့အတွက်အဲ့ဒီအာယုံရဲ့သဘောကိုသဘောမပေါက်သေးဘူးတမာတိအဆင့်ရောက်တော့အာယုံကငြိမ်စပြုတ်လာပြီငြိမ်စပြုတ်လာပြီငြိမ်တော့မယ်ငြိမ်ပြီဒီလိုပေါ့နော်အစင်းစင်းငြိမ်စပြုတ်လာပြီငြိမ်တော့မယ်ငြိမ်ပြီငြိမ်စပြုတ်လာပြီမှာတမာတိနဲ့စိတ်တစ်ခုငြိမ်တော့မယ်ဆိုတာကတမာတိနဲ့စိတ်တစ်ခုငြိမ်ပြီဆိုတာကတမာတိနဲ့စိတ်တစ်ခုဟောသူကလည်းပဲစိတ်ကလေးတွေတခုပြီးတခုပြီးတခုစစမဲ့ပြန်ဖြစ်သွားတာစိတ်တစ်မျိုးတကနေဖြစ်နေတာမဟုတ်ဘူးငြိမ်သွားပြီဆိုတာနဲ့တပြိုင်နက်သဘောပေါက်ပြီအဲ့တော့ငြိမ်တဲ့စိတ်ရဲ့နောက်မှာသဘောပေါက်တဲ့စိတ်ပေါ့နော်သဘောပေါက်တဲ့စိတ်ငြိမ်တဲ့စိတ်ကတမာတိနဲ့ရှင်းတဲ့သဘောပေါက်တဲ့စိတ်ကပညာနဲ့ရှင်းတဲ့ဒီနေရာမှာတမာတိနဲ့ပညာဘယ်လောက်ကွာတယ်လဲဆိုဘယ်လောက်မှမကွာဘူးမငြိမ်ခင်တော့ကသာကြားချင်းကြားနေမှငြိမ်သွားပြီဆိုရင်တမာဟိတောယထာဘုဒ္ဓပဇ္ဇာနာတိဆိုတဲ့အတိုင်းပဲယထာဘုဒ္ဓဆိုတဲ့ယုံနာရဲ့သဘောကိုအလိုလိုသိခွင့်ရသွားပြီဟုတ်တယ်မလားအဲ့ဒါငြိမ်သွားတဲ့အချိန်မှာဉာဏ်ဖြစ်သွားပြီဉာဏ်ဖြစ်သွားတဲ့အချိန်မှာခုနတော့ကမငြိမ်ခင်တုန်းကတော့စိတ်ထဲမှာကိလေသာလေးရောက်လာလိုက်တတိလေးရောက်လာလိုက်ကိလေသာလေးရောက်လာလိုက်သမာဓိလေးရောက်လာလိုက်အခုဉာဏ်ဖြစ်တဲ့အချိန်ကျတော့ဉာဏ်ကကိလေသာကိုလုံးဝလက်မခံတော့ဉာဏ်ဖြစ်လာတဲ့အချိန်မှာဒိဋ္ဌိကကိလေသာဆိုတဲ့ဒိဋ္ဌိဆိုတဲ့ကိလေသာလုံးဝမဖြစ်တော့ဘယ်လိုပဲရှိတော့လဲဉာဏ်ပဲရှိတော့အဲ့ဒီတော့မှဉာဏ်နဲ့ရှင်တဲ့စိတ်ဉာဏ်စိတ်ဆိုတာဖြစ်သွားတာအဲ့ဒီဉာဏ်စိတ်ရောက်မှဩဒီစိတ်ထဲမှာဒိဋ္ဌိဆိုတဲ့ကိလေသာလေးမရှိတော့ပါလားဒီလိုဖြစ်သွားတာပေါ့နော်စောစောတုန်းကတော့ရှိတဲ့ဝမရှိတဲ့ဝဆိုတော့ရှိတယ်လို့လည်းပြောလို့မရမရှိဘူးလို့လည်းပြောလို့မရဟိုစောစောတုန်းကတော့ရှိတယ်အလယ်လောက်ကျတော့ရှိတယ်မရှိလိုက်အခုကျတော့မရှိတော့ဘူးဆိုတာကရောက်ပြီးမှထွက်သွားတာလားကိလေသာလေးရောက်ပြီးမှထွက်သွားတာလားဟုတ်ဘူးနော်ကိလေသာနဲ့ရှင်တဲ့စိတ်ကအရင်စောစောပိုင်းကဖြစ်တဲ့စိတ်အခုဉာဏ်စိတ်ကြတော့ကိလေသာလေးလုံးဝမဖြစ်တဲ့စိတ်ကိလေသာကလုံးဝမဖြစ်ဘူးနော်ကိလေသာလုံးဝမဖြစ်ဘူးကိလေသာလုံးဝမဖြစ်တဲ့စိတ်ကိလေသာလုံးဝမဖြစ်တဲ့စိတ်အဲ့ဒီအချိန်ကိုပဲကိလေသာလေးဆင်သွားပြီလို့ဒီလိုပြောလိုက်တာကိလေသာလေးကိုတတ်လိုက်ပြီလို့ဒီလိုပြောလိုက်တာဟုတ်တယ်မလားကိလေသာဆင်သွားပြီဆိုပေမဲ့ရှိပြီးသားကိလေသာကိုဆင်အောင်လုပ်လိုက်တာမဟုတ်ဘူးအရင်စိတ်မှာအရင်ကိလေသာဖြစ်ခဲ့တယ်အခုစိတ်မှာကိလေသာမဖြစ်ဘူးအဲ့ဒီနည်းနဲ့ကိလေသာမဖြစ်အောင်လုပ်လိုက်တာကိလေသာအဲ့ဒါကိုပဲကိလေသာဆင်သွားတယ်လို့ခေါ်တယ်ကိလေသာတိပါသစ္စာသမုဒိယသစ္စာသမုဒိယသစ္စာသိတယ်ဆိုတာကလည်းဒါကလည်းဝေါရတရားအနေနဲ့ပြောစဉ်ပြောလိုက်တာကိုဟုတ်တယ်မလားကိလေသာလေးရောက်လာပြီးမှသိသွားတာမှမဟုတ်ပဲကိလေသာပြီးရောက်လာပြီးမှသိသွားတာလားမဟုတ်ဘူးနော်ရောက်လာပြီးမှသိသွားတာမဟုတ်ဘူးကိလေသာလေးရောက်လာပြီးမှသိသွားတာမဟုတ်ဘူးကိလေသာလေးရောက်ကိုမလာတာရောက်ကိုမလာတာဟုတ်တယ်မလားဘယ်လိုရှိနေလို့လဲဉာဏ်ရှိနေလို့ကိလေသာလေးရောက်မလာတာရဲနေအောင်မိဘုံထားတဲ့တန်တူခဲကြီးရှိတဲ့နေရာကိုမှတ်တို့ချင်းတို့ရင်တို့မကတ်တယ်လို့မျိုးဉာဏ်ကိန်းနေတဲ့စိတ်ထဲမှာကိလေသာဝင်ပြီးတော့ဖြစ်ရိုးထုံးစံမရှိဘူးအဲ့ဒါကိုပဲကိလေသာလေးဆင်သွားပြီကိလေသာလေးသိသွားပြီလို့ဒီလိုပြောတာနော်ကိလေသာလေးသိသွားပြီဒါပေမဲ့နောက်ထပ်ကိလေသာကပြန်ဖြစ်အောင်မှာဘယ်အချိန်မှပြန်ဖြစ်မလဲမေးဉာဏ်ပြောက်သွားတဲ့အချိန်မှာပြန်ဖြစ်အောင်မှာဉာဏ်ကိန်းနေတော့မှတော့သူကိလေသာလေးကမဖြစ်ဘူးဉာဏ်ပြောက်သွားတဲ့အချိန်မှာသူဒီပြန်ဖြစ်အောင်မှာနော်ပြန်ဖြစ်အောင်မှာအမြင်မပြတ်သေးဘူးဘာဖြစ်လို့ပြန်ဖြစ်အောင်မှာလို့ပြောရတာလဲဆိုရင်သူ့ရဲ့အကြောင်းရင်းဓာတ်ခံဖြစ်တဲ့အနုတ္တယကရှိနေလို့ဒိဋ္ဌာနုတ္တယပဲဆိုကြပါစို့နော်
ဝိသကိစ္စနုတ္တယပဲဆိုကြပါစို့အဲ့ဒီနုတ္တယလေးကရှိနေတဲ့အခါကျတော့အဲ့ဒီနုတ္တယဓာတ်ခံကြောင့်အလင်းသင့်တဲ့အချိန်မှာအခွင့်သာတဲ့အချိန်မှာကိလေသာကပြန်ဖြစ်တယ်ဟုတ်တယ်မလားကိလေသာကပြန်ဖြစ်တဲ့အတွက်အဲ့ဒီအချိန်မှာကိလေသာတွေစင်နေတဲ့အချိန်မှာကိလေသာသေပြီလို့ပြောလို့မရတကယ်လို့သေပြီလို့ပြောရင်လည်းပဲတည်ကသေတယ်လို့ပဲပြောရမှာပဲဟုတ်တယ်မလားနောက်ပြန်ဖြစ်မှာကိုခဏတစ်ပြုတ်ပဲဆင်သွားတာလေခဏတစ်ပြုတ်ဆင်သွားတာဖြစ်တဲ့အတွက်တည်ကကိလေသာလေးသေသွားတာခုနပြောတဲ့တည်ကပဟံပေါ့နော်တည်ကပဟံတတိတုံးကလည်းတည်ကသမာဓိလည်းတည်ကပညာလည်းပဲဘာထုလဲသူလည်းတည်ကပဲဘာဖြစ်လို့တော့နောက်ပြန်ဖြစ်အောင်မှာကိုတည်ကပဟံဇာနေပါရရသွားရင်တော့မှဝိက္ခမနပဟံပဲရှိသေးတယ်လုံးဝပြန်မဖြစ်တော့ဘူးလို့ပြောလို့မရဘူးလုံးဝပြန်မဖြစ်တော့တာကဘယ်ချိန်ကြမှပြန်မဖြစ်တယ်လဲလို့မေးရင်သောတာပတ္တိမဉ္ဇဉ်ကြမှပြန်မဖြစ်တယ်ဒိဋ္ဌိကိဋ္ဌာဝိသိကိစ္စကိဋ္ဌာသည်သောတာပတ္တိမဉ္ဇဉ်ရရင်ပြန်မဖြစ်တော့ဘာကြောင့်ပြန်မဖြစ်တာလဲဆိုတော့အဲ့ဒီချိန်ကြတော့ဒိဋ္ဌိအနုတ္တယဝိသိကိစ္စအနုတ္တယကလေးတွေကိုပယ်လိုက်နိုင်သွားပြီပယ်တော့ကတော့ဝိပဿနာဉာဏ်နဲ့ပယ်တာပေါ့နော်နောက်ဆုံးပယ်လို့ဆုံးသွားပြီဆိုတဲ့အခါကျတော့မှသောတာပတ္တိမဉ္ဇဉ်ဖြစ်လာတာဒါပေမဲ့သောတာပတ္တိမဉ္ဇဉ်ကကိုယ်တိုင်ပယ်ရတာမဟုတ်ပေမဲ့သောတာပတ္တိမဉ္ဇဉ်ဖြစ်မှဒိဋ္ဌိဝိသိကိစ္စကုန်ပြီလို့ဆုံးဖြတ်ချက်ကျသွားတာဖြစ်တဲ့အတွက်သောတာပတ္တိမဉ္ဇဉ်နဲ့ဒိဋ္ဌိဝိသိကိစ္စကိုပယ်တယ်လို့ပဲစာမှာဆိုလိုက်တာပေါ့နော်အဲဒါကြောင့်ဒီရဏဝိသိကိစ္စကိုဘယ်လိုနဲ့ပယ်တယ်လဲသောတာပတ္တိမဉ္ဇဉ်နဲ့ပယ်တယ်ဟိဒီလိုပြောတာတကယ်ကြတော့ပယ်တယ်ဆိုတာကခုနပြောသလိုပရိယုဌာဏဆိုတဲ့စိတ်ထဲမှာဖြစ်တဲ့ကိလေသာကိုတစ်ဆင့်ပယ်တယ်အနုတ္တယကိလေသာဆိုတဲ့ကိန်းနေတဲ့ကိလေသာကိုတစ်ဆင့်ပယ်တယ်အဲ့ဒီနှစ်ဆင့်လုံးသည်ဝိပဿနာဉာဏ်နဲ့ပဲပယ်တာသောတာပတ္တိမဉ္ဇဉ်နဲ့ပယ်တာမဟုတ်ဘူးပရိယုဌာဏကိလေသာလေးပယ်တယ်ဆိုတာကဉာဏ်ကိန်းတဲ့အချိန်မှာပယ်တာစိတ်ထဲမှာဉာဏ်လေးရောက်လာတဲ့အချိန်မှာကိလေသာကစိတ်ထဲမှာအတူတူလာပြီးတော့ဖြစ်ခွင့်မရှိဘူးအဲ့ဒီနည်းနဲ့ပယ်တဲ့ကိလေသာကိုပရိယုဌာဏကိလေသာလို့ခေါ်တယ်ဒါပေမဲ့ဉာဏ်ပေါ်နေတော့မှပဲကိလေသာကပျောက်နေတာဉာဏ်ပျောက်သွားပြီဆိုကိလေသာကပြန်ရောက်လာတယ်ကိလေသာကပြန်ရောက်လာတာဘာကြောင့်လဲလက်သေးတရားခံကအနုတ္တယဟောဒီလိုဆိုတော့အနုတ္တယပယ်ဖို့လုပ်ငန်းလည်းမရှိဘူးလားရှိလားပရမပရိယောဓနာကိလေသာပယ်တာကဘယ်ကနေစပယ်တယ်ယုံနာကွဲတဲ့အချိန်ကနေစပယ်တာအနုတ္တယကိလေသာကြတော့ဖြစ်ပြမြင်ပြီးတဲ့နောက်ဘင်္ဂညာဘယညာလို့ခေါ်တဲ့ဉာဏ်ထက်တန်တဲ့ဉာဏ်ရင့်ကျက်တဲ့အချိန်ကစပြီးတော့ပယ်တာဖြစ်ပြမြင်တဲ့အချိန်မှာတော့မှပဲအနုတ္တယကိုမပယ်နိုင်သေးဘူးဘာဖြစ်လို့တော့ဖြစ်ပြတာမြင်နေသေးတာအကောင်လုံးယာလုံးပြမြင်သေးတာမဟုတ်တဲ့အတွက်ဉာဏ်ကသူလည်းပဲတုံ့လုံမှုရှိနေသေးတယ်အခုနတတိလေးလို့ပေါ့လေနော်တတိလေးကိန်းတော့ကလည်းဒီတိုင်းပဲပြောကြတာမဟုတ်လားပရမတတိမလာခင်ကိလေသာတွေရှိတယ်အတတိလေးနဲ့ကက်ကကြည့်တယ်ဒါပေမဲ့တတိကအချိန်မခိုင်သေးဘူးဘာဖြစ်လို့တော့တစ်ဖက်ကကိလေသာလေးကစိတ်နဲ့တွဲနေသေးလို့စိတ်နဲ့တွဲပြီးတော့ကိလေသာလေးဖြစ်နေသေးတော့တတိကဝင်ပြီးတော့နေရာယူတယ်ယူပေမဲ့ရံတော့ပြယူလို့မရသေးဘူးဒါကြောင့်မလို့အဲ့ဒီတတိသည်အချိန်မခိုင်သေးဘူးတုံလှုပ်နေတယ်အချိန်မခိုင်သေးဘူးအခုလည်းပဲဒီလိုပဲဉာဏ်ဘာဉာဏ်လဲဖြစ်ပြမြင်တဲ့ဉာဏ်ဟုတ်ပြီဖြစ်ပြမြင်တဲ့ဉာဏ်ဆိုတော့အတော်လေးတော့ရင့်နေပြီပေါ့ဒါပေမဲ့ဖြစ်ပြကိုအကုန်မမြင်သေးဘူးဆိုရင်ခုနလိုပဲတတိဖြစ်တယ်လို့ပဲသူလည်းဖြစ်နေတာပဲတတိအချိန်မခိုင်သေးတဲ့အချိန်မှာကိလေသာလေးကြိုးကြားဝင်တယ်ကိလေသာလေးကြိုးကြားဝင်လို့လည်းပဲတတိအချိန်မခိုင်တာအခုလည်းပဲဖြစ်ပြမြင်တဲ့ဉာဏ်ကလေးပေါ်လာပြီးဆိုပေမဲ့လို့လည်းပဲနော်အဲ့ဒီဖြစ်ပြကို
အကောင်လုံးမြင်နိုင်သေးတာမဟုတ်ဘူးဖြစ်ပြမြင်တဲ့အချိန်မှာတော့သတ္တတတို့ဟုတ်စေတတို့ကိလေသာလေးဆင်းတယ်ဒုက္ခသစ္စာမြင်တဲ့အတွက်တဏှာကိလေသာလေးလည်းဆင်းတယ်ဖြစ်ပြမမြင်တဲ့အချိန်မှာဆိုရင်သတ္တရလည်းပြန်ဖြစ်တယ်ဟုတ်စေတလည်းပြန်ဖြစ်တယ်တဏှာလည်းပြန်ဖြစ်တယ်ဆိုတော့ကိလေသာဆိုတဲ့တရားကသူကအင်မတန်ကြောက်ဖို့ကောင်းတယ်နော်ဘုန်းတော်ပရိသတ်တွေနည်းနည်းလေးတတိလစ်သွားတာနဲ့တပြိုင်နက်နည်းနည်းလေးရောက်လာတာပဲအင်မတန်ကြောက်ဖို့ကောင်းတယ်ဟုတ်တယ်မဟုတ်လားခုနတတိတောင်ကလည်းမနှဲကိုတတိခိုင်အောင်လုပ်ယူရတာနောက်ကဝရိယနဲ့အများကြီးပံဖို့ပြရအခုဒီနေရာကျတော့လည်းဘာနဲ့ပံဖို့မလဲဒီဝရိယနဲ့ပဲပံဖို့ရမှာပဲဝရိယနဲ့ပဲပံဖို့ရမှာပဲဝရိယနဲ့ပံဖို့တတိခိုင်မအောင်လုပ်တမာတိခိုင်မအောင်လုပ်ဝရိယတွေခိုင်မအောင်လုပ်ပြီးတော့ပေါ်လာသမျှယုံနာအလုံးကိုဖြစ်ပြမြင်အောင်ကြည်နိုင်ဖို့လိုပါတယ်နော်ဖြစ်ပြမြင်အောင်ကြည်နိုင်ဖို့လိုတယ်အဲဒီလိုဖြစ်ပြမြင်အောင်ကြည်လို့အခြေခိုင်သွားပြီဆိုရင်အနုတ္တယကိုပယ်လို့ရသွားပြီဉာဏ်ရင့်သွားပြီဘလဘောဝိပဿနာဖြစ်သွားပြီအဲဒီလိုမှဖြစ်ပြကိုမြင်လို့အခြေမခိုင်သေးဘူးတဝက်တစ်ပြက်ပဲမြင်သေးတယ်ဆိုရင်အာမကောင်းသေးဘူးဘလဘောဝိပဿနာဖြစ်သေးဘူးဒုဗလဝိပဿနာပဲဖြစ်သေးတယ်အဲဒါကြောင့်မလို့ဩရဗျာဉာဏ်ဆိုတဲ့ဖြစ်ပြမြင်တဲ့ဉာဏ်မှာရှေ့ပိုင်းနောက်ပိုင်းနှစ်ပိုင်းပိုင်းလိုက်ရှေ့ပိုင်းဆိုတာကဖြစ်ပြကျဲကျဲမြင်တဲ့အချိန်နောက်ပိုင်းဆိုတာကဖြစ်ပြစိတ်စိတ်မြင်တဲ့အချိန်ဟုတ်တယ်မလားဖြစ်ပြကျဲကျဲမြင်တဲ့အချိန်တုန်းကဒုဗလဖြစ်ပြဖြိုင်မြိုင်မြင်တဲ့အချိန်ကျမှဘလဝဖြစ်မှအနုတ္တယပယ်မယ်အနုတ္တယပယ်မှတပြေးပြေးနဲ့အနုတ္တယကိရိတာလေးကိုတရစ်ပယ်သွားလိုက်တာအနုတ္တယကိရိတာလေးကုံသွားပြီလဲဆိုရောဖြတ်ဆိုသောတာပတိမဉ္ဇဉ်ဖြစ်သွားတာပဲအဲ့ဒီအချိန်ကျရင်ဒါသောတာပန်ဖြစ်သွားပြီအဲ့တော့သောတာပတိမဉ္ဇဉ်ကတကယ်ပယ်ခဲ့တာမဟုတ်ဘူးတကယ်ပယ်ခဲ့တာကဝိပဿနာဉာဏ်ဝိပဿနာဉာဏ်နဲ့ပယ်လို့နောက်ဆုံးအချက်ကြတော့မှအနုတ္တယမရှိတော့ဘူးကွာလို့သောတာပတိမကဆုံးမချက်ချလိုက်တာအဲ့ဒါသူကဆုံးမချက်ချလိုက်တဲ့သဘောပါပဲเนาะဟုတ်ပြီအဲ့ဒီလိုဖြစ်အောင်ဘုန်းကြီးတို့ယောဂီတွေခဏကျင့်ယူရမှာเนาะကျင့်ယူတဲ့အခါကျတော့အခုဟောစဉ်ရမနေ့ကအထိယုံနာကွဲတဲ့ဉာဏ်အထိပြောခဲ့ပြီးပြီဟုတ်တယ်မလားအဲ့တော့ယုံနာကွဲတဲ့ဉာဏ်မှာယုံနာကွဲတယ်ဆိုတာကဘာပြောတာလဲမေးတော့ယုံနာနဲ့ပညာခန္ဓာနဲ့ခွဲထုတ်လိုက်တာတနည်းအားဖြင့်ယုံနာအပေါ်မှာကတ်နေတဲ့ဒိဋ္ဌိကိလေသာကိုခွဲထုတ်ပေးလိုက်တာဟုတ်တယ်မလားပါတယ်လေယုံနာအပေါ်မှာကတ်နေတဲ့ဒိဋ္ဌိကိလေသာကိုခွဲထုတ်ပေးလိုက်တာယုံနာနဲ့ငါနဲ့ကွဲသွားပြီယုံနာနဲ့ငါနဲ့ကွဲသွားပြီယုံနာနဲ့ငါနဲ့ကွဲသွားပြီအဲ့ဒါကိုယုံနာကွဲတဲ့ဉာဏ်လို့ခေါ်တဲ့ယုံနာနဲ့ငါနဲ့ကွဲသွားပြီဆိုတော့ငါဆိုတဲ့ဒိဋ္ဌိဆင်သွားပြီဆိုတဲ့အဓိပ္ပာယ်ပေါ့ဘာဝိတ္တုလဲဒိဋ္ဌိဝိတ္တုဘယ်ဉာဏ်လဲမြတ်နာမရူပပရိစ္ဆေဒဉာဏ်ဘာဖြစ်လို့ယုံနာနဲ့ငါနဲ့ကွဲသွားတာလဲမေးတော့ယုံနာကိုပဲကွက်ပြီးတော့ကြည်နိုင်သွားလို့စောစောတုန်းကကြည်နေတာကအပေါ်ယံကခြုံကြည့်တာယုံနာလည်းမြင်မယ်ငါလည်းမြင်မယ်ပုဂ္ဂိုလ်တ attva လည်းမြင်မယ်ငါလည်းမြင်မယ်အခုကျတော့အနည်းကကပ်ပြီးတော့မြင်ခွင့်ကိုကျင့်တယ်သမျှကျင့်အောင်ကြည့်လိုက်တဲ့အခါကျတော့ယုံနာပဲမြင်တော့တယ်ငါမတွေ့တော့ပုဂ္ဂိုလ်တ attva မတွေ့တော့ဒိဋ္ဌိမပါတော့အဲဒီလိုဒိဋ္ဌိမပါတော့အောင်ကြည့်နိုင်တဲ့ဉာဏ်ကိုမှနံပါတ်5ပရိစ္ဆေဒဉာဏ်ဟုတ်ပြီနော်အဲဒီလိုဒိဋ္ဌိမပါအောင်ပုဂ္ဂိုလ်တ attva ငါဆိုတာမပါဘူးဒါရောက်ပဲဒါနံပဲလို့အဲ့ဒီလိုသိနိုင်အောင်အဲ့ဒီအတိကလေးဖြစ်အောင်ဘု து ကိုညင်နဲ့ကြည့်ရတယ်လေသမ္မာသင်္ကပ္ပအကိုညင်နဲ့ကြည့်ရသင်္ကပ္ပသရကတွေးလုံးတော်လို့ဘာအကြောင်းတွေးတာလဲဆိုတော့ယုံနာအကြောင်းတွေးတာယုံနာအကြောင်းတွေးတယ်ဆိုတော့နာတဲ့သဘောလေးပေါ်လိုက်နာတဲ့သဘောအကြောင်းလေးကိုတွေးနေတော့အဲ့ဒီတော့နားတယ်နဲ့လှုပ်နေလို့မရဘူးနားတယ်ဆိုရင်ဒါကညတပရိညာပဲဟုတ်တယ်မလားနာရသဘောလေးကဘာလဲဘလို့ဟာလဲဒီနေရာမှာငါပါသလားငါမပါဘူးလားငါနဲ့ပတ်သက်သလားပတ်သက်ဘူးလား
ဘယ်ဟာလေးကငါတော့ငါမရှိဘူးစသဖြင့်အဲ့ဒီလိုလေးတွေးလာအဲ့ဒီတွေးတဲ့တွေးလုံးလေးသည်ယုံနာနဲ့ပတ်သက်တဲ့တွေးလုံးဖြစ်တဲ့အတွက်တမ္မာဖြစ်တယ်အပြင်မှာအာယုန်တွေတွေးတာကတမ္မာမဖြစ်ဘူးအပြင်မှာအာယုန်တွေတွေးတာကကိလေသာနဲ့တွေးတာဖြစ်တဲ့အတွက်သင်္ကပ္ပလို့တော့ပြောခြင်းပြောမယ်ဝိတက်လို့လည်းပြောခြင်းပြောမယ်ဒါပေမဲ့တမ္မာသင်္ကပ္ပတော့မဖြစ်ဘူးအခုကြတော့တမ္မာသင်္ကပ္ပဖြစ်သွားပြီဘာဖြစ်လို့တော့ယုံနာနဲ့ပတ်သက်တဲ့တွေးပဲသူတွေးတာယုံနာနဲ့ပတ်သက်တဲ့တွေးဆိုတော့အဲ့ဒါကိုပဲဆင်ញင်တယ်လို့လည်းပြောလို့ရတာပေါ့လေနော်ဆင်ញင်တယ်လို့လည်းပြောလို့ရတယ်စကလုံးကလေးတွေကတိတ်တော့မကွာလားပါဟုတ်လားအဲ့ဒီတော့တမ္မာသင်္ကပ္ပနေရာမှာကိုပဲဆင်ញင်တယ်လို့ပြောလို့ရသွားပြီဆိုတော့စောစောတုန်းကဆင်ញင်ခဲ့တာဘယ်နေရာမှာဆင်ញင်ခဲ့လဲညာတပရိညာနဲ့တေတနာပရိညာအကုတတိဝင်တဲ့အချိန်မှာဆင်ញင်ခဲ့တာညာတပရိညာနဲ့တေတနာပရိညာညာတပရိညာကနေတေတနာပရိညာလောကစားတော့မယ်ဆိုတတိနဲ့စားရတာကိုတတိပဒံနဲ့စားရတာကိုဟုတ်တယ်မဟုတ်လားတတိပဒံနဲ့စားရတာနော်ရုပ်ဆိုရင်ကာယ ानु ပါဒနာတတိပဒံဖြစ်မယ်ဝေဒနာဆိုဝေဒနာ ानु ပါဒနာတတိပဒံဖြစ်မယ်စိတ်ဆိုရင်စိတ် ानु ပါဒနာတတိပဒံဖြစ်မယ်ပေါ့နော်ခန္ဓာတွေ၄ပါး၅ပါးဘလောက်ပဲများတယ်ပြောပြောဘုန်းကြီးတို့တကယ်တမ်းဆင်ញင်ပေးရမှာက၃ပါးတတိကထာရမှာက၃ပါးဘယ်လိုနဲ့ဘယ်လိုလဲဝေဒနာရဲ့စိတ်ရဲ့ရုပ်ရဲ့၃ပါးပဲရှိတယ်ရုပ်ကိုတတိကတော့ကာယ ानु ပါဒနာဝေဒနာကိုတတိကတော့ဝေဒနာ ानु ပါဒနာစိတ်ကိုတတိကတော့စိတ် ानु ပါဒနာဟုတ်တယ်မလားဘယ်တော့ကလေးကဒီတတိပဌာန်နည်းနဲ့စကြည့်ရမှာတော့ဟိုးစကလေးကညာတပရိညာကနေတေတနာပရိညာကုကလေးကနေရနာတဲ့ဆင်ကနေလက်တွေ့ရှုကလေးကအဲ့ဒီချိန်ကကာလကနေစပြီးတော့တတိပဌာန်လုပ်ငန်းစပြီလို့ပြောနေတာပေါ့ဘာဖြစ်လို့တော့လောက်ကလေးကတတိနဲ့လောက်တာကိုကြည့်ကလေးကတတိနဲ့ကြည့်တာကိုတတိနဲ့ကြည့်တော့တတိပဌာန်ပေါ့တတိပဌာန်ဆိုရဲကတော့ဆိုကြတဲ့ကိုကရုပ်ကိုကြည့်တော့ကာယ ानु ပါဒနာတတိပဌာန်ဝေဒနာကိုကြည့်တော့ဝေဒနာ ानु ပါဒနာတတိပဌာန်စိတ်ကိုကြည့်တော့စိတ် ानु ပါဒနာတတိပဌာန်ဒါတော့တတိပဌာန်ရဲ့နာမည်ကလေးတွေကဩဝါဒကလေးတွေကဒီကနေစတာပေါ့နော်ဟုတ်ပြီအဲ့ဒီတတိလေးဖြစ်ဖို့အတွက်တတိပဌာန်နဲ့ကိမ့်ဖို့အတွက်တပ္ပဇိညဆင်ញင်မှုလေးဝင်ပေးရတယ်ဆင်ញင်မှုလေးဝင်ပေးမှတတိမြင်မှန်ကတ်တာဆင်ញင်မှုလေးဝင်မပေးရင်တတိအကတ်နှေးတယ်ဆင်ញင်မှုဝင်မှမြင်မှန်တတိကတ်တာဒါကိုပဲဘုန်းကြီးတို့လော်လော်နဲ့ပြောမယ်ဆိုရင်ညာတပရိညာနဲ့တိရဏပရိညာအကုဒါတော့မှတ်မိလွယ်သွားတာပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုရင်တရားစရှုတော့မယ်ဆိုကြတဲ့အခါတရားစရှုတဲ့သလားတိရဏပရိညာလို့ကိုစလောက်တာပဲမဟုတ်လားဟုတ်တယ်မလားအဲဒါကြောင့်တရားစတင်ရှုတော့မယ်ဆိုကြတဲ့ကိုကတတိတမ္ပဇိညာလေးနဲ့တွဲပြီးတော့လုပ်ငန်းစပေးပါဟုတ်တယ်မလားတတိတမ္ပဇိညာလေးနဲ့လုပ်ငန်းစပေးတဲ့အခါကျတော့စောစောတုန်းကတရားနာထားတုန်းကဘယ်လိုနာထားလဲငါမဟုတ်ဘူးငါစမဟုတ်ငါနဲ့ပစံမှုဒါယုတ်ဒါနံပုဂ္ဂိုလ်တ attva မပါဘူးယုတ်တရားနဲ့နံတရားနာတုန်းကမနာခဲ့ဘူးလားနာခဲ့လားအဲ့ဒါကမှတ်ယုံမှမှတ်ခဲ့တာအခုကျတော့လက်တွေ့ကြည့်နေပြီဆိုတော့ဒါကခုနတတိပဌာန်အနေကိုပြန်ပြောတာနော်လက်တွေ့ကြည့်နေပြီဆိုတော့တတိနဲ့ကြည့်ပြီဆိုတဲ့အတွက်ငါပုဂ္ဂိုလ်တ attva ငါပုဂ္ဂိုလ်တ attva ငါသာသမီတည်းခေမွန်းဆိုတဲ့အမြင်ကလေးတွေအသိကလေးတွေအတွေ့ကလေးတွေတခါတည်းရှင်းထုတ်ပလိုက်ဟုတ်တယ်မလားစိတ်ထဲမှာလုံးဝမထားနဲ့အကုန်လုံးရှင်းထုတ်ပလိုက်ငါစရာလည်းမရှိဘူးသူစရာလည်းမရှိဘူးပုဂ္ဂိုလ်တ attva လည်းမရှိဘူးဘာနဲ့ဘာပဲရှိလဲယုံနာပဲရှိတယ်ဆိုတဲ့အသိကလေးနဲ့စကြည့်အဲဒီလိုပုဂ္ဂိုလ်တ attva ငါမဟုတ်ဘူးဒါကယုံနာပါပဲဆိုတဲ့အမြင်ကလေးနဲ့မြင်အောင်ဆင်ញင်ပေးရတာကိုလည်းပဲတမ္ပဇိညလို့ဒီလိုခေါ်ပါတယ်တမ္ပဇိညဆိုတာခုနပြောခဲ့တယ်လေတရားနာတော့ငါသိတဲ့အသိကိုစိတ်ထဲမှာမှတ်ထားတယ်အခုမှတ်ထားတဲ့ကိုလက်တွေ့ချအသုံးပြုလိုက်တာပဲဒါကိုတမ္ပဇိညလို့ခေါ်တာကိုတရားနာကြတဲ့ကငါမဟုတ်ဘူးငါစမှုငါနဲ့မဆိုင်ဘူးဒါယုတ်တရားဒါနန္တရားဆိုတဲ့အသိကသိလာခဲ့တာလေအဲ့ဒါလေးကိုစိတ်ထဲကမှတ်ထားလိုက်တယ်အခုဒီနေရာမှာလာတွေ့တဲ့အခါကျတော့
အဲ့ဒါကိုလက်တွေအသုံးချလိုက်တာအဲ့ဒါမလားအဲ့ဒီတော့လက်တွေအသုံးချလိုက်တဲ့လုပ်ငန်းကတတိတမ္ပဇင်လုပ်ငန်းပရိညာအနေနဲ့ပြောတော့ညာတာတိရဏပရိညာလုပ်ငန်းအဲ့ဒီလက်တွေအသုံးချတဲ့နေရာမှာခိုင်လိုင်းပေးလိုက်တာကငါမဟုတ်ဘူးငါစားမဟုတ်ဘူးငါနဲ့မဆိုင်ဘူးဆိုတဲ့ခိုင်လိုင်းပေးလိုက်တာဖြစ်တဲ့အတွက်ငါဆိုတဲ့ဒိဋ္ဌိကိုခွာပြီးရှုသူဆိုတဲ့ဒိဋ္ဌိကိုခွာပြီးရှုပုဂ္ဂိုလ်တ attva တဲ့ဒိဋ္ဌိကိုခွာပြီးတော့ရှုပါလို့ခိုင်လိုင်းချပေးလိုက်တာမဟုတ်လားဘလို့ကခိုင်လိုင်းချပေးလိုက်လဲတမ္ပတိညာလေးကခိုင်လိုင်းချပေးလိုက်တာဘလို့ကိုခိုင်လိုင်းချပေးလဲတတိလေးကိုခိုင်လိုင်းချပေးလိုက်တာဖြစ်တဲ့အတွက်အဲ့ဒါဒီချလာဒိဋ္ဌိဖြုတ်ရှုခိုင်းတာလားဒိဋ္ဌိဖြုတ်ရှုဆိုတာကအဲ့ဒီအချိန်ကစဖြုတ်ရမှာဟုတ်ပြီနော်ဒါပရမအချိန်နော်အခုဒုတိယအချိန်ရဘယ်နေရာလဲတတိကိန်းလာပြီတမာတိကိန်းလာပြီယုံနာကွဲလာပြီပညာဖြစ်သွားပြီယုံနာကွဲသွားပြီပညာဖြစ်သွားပြီယုံနာကွဲသွားပြီပညာဖြစ်သွားပြီဆိုတဲ့အချိန်ကြတော့လည်းပဲဘုန်းတော်ပရိသတ်တွေယုံနာကွဲသွားပြီဆိုပေမဲ့အခုနပုဂ္ဂိုလ်တ attva ငါမဟုတ်ပါဘူးလို့မူချခဲ့တာမှန်ပေမဲ့အဲ့ဒီပုဂ္ဂိုလ်တ attva ငါဆိုတဲ့အမြင်ကလေးကအဲ့ဒီမှာတင်ရပ်သွားတာလားကြိုးကြပြန်ပေါ်လာသေးတာလားပြန်ပေါ်လာသေးတာပဲနော်အဲ့ဒီမှာတော့ငါမဟုတ်ဘူးငါစားမငါနဲ့မဆိုင်ဘူးဆိုတဲ့အမြင်နဲ့ရှုခဲ့တာပဲမဟုတ်လားဩစရှုကြတာတော့ဟုတ်နေတာပဲโอเคနေတာပဲနားတယ်ဩနည်းနည်းလေးနားလဲများစားလေးလဲနားလာပြီလဲဆိုရောငါနားတယ်ဆိုတာဖြစ်လာတာပဲအဲ့ဒါတရားလားဒိဋ္ဌိပြန်ပေါ်လာတာအဲ့ဒိဋ္ဌိကညာတပရိညာတုန်းကညာတပရိညာနဲ့ဒိဋ္ဌိပရိညာအခုအဆက်ပရမဇောလုံငန်းဝင်စဝင်တုန်းကဒိဋ္ဌိဖြုတ်ရှုခဲ့ပေမဲ့လို့လည်းပဲဒိဋ္ဌိကတကယ်ပြုတ်သွားတာလားမပြုတ်ဘူးအသေးလေးနဲ့ပဲပြုတ်ခဲ့တာအခုဒီနေရာမှာပြန်ပေါ်နေပြီလေဒါသိကြတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီပြန်ပေါ်နေတဲ့ကရဟာငါနာတယ်ငါကျင်တယ်ငါကြိုက်တယ်ငါပူတယ်ငါအေးတယ်ငါရှုလို့ကောင်းတယ်ငါရှုလို့မကောင်းဘူးဆိုတာဖြစ်လာတာပေါ့အဲ့ဒီလိုဖြစ်လာတဲ့အချိန်ကျတော့ငါဆိုတဲ့ဒိဋ္ဌိပြန်ကတ်ဟုတ်တယ်မဟုတ်လားကဲပြောသားမအောင်ငါဆိုတဲ့ဒိဋ္ဌိကတ်တယ်ဆိုရင်အဲ့ဒါသည်ယုံနာကွဲတဲ့အဓိပ္ပာယ်လားမကွဲသေးတဲ့အဓိပ္ပာယ်ငါဆိုတဲ့ဒိဋ္ဌိဆင်သွားရင်ယုံနာကွဲတယ်ငါဆိုတဲ့ဒိဋ္ဌိပြန်ကတ်ရင်ယုံနာမကွဲဘူးကွဲလိုက်မကွဲလိုက်ပေါ့ဟုတ်တယ်မလားဒိဋ္ဌိကလည်းကတ်လိုက်မကတ်လိုက်ယုံနာကလည်းကွဲလိုက်မကွဲလိုက်နော်ယုံနာကလည်းကွဲလိုက်မကွဲလိုက်မြင်တစ်ချက်မမြင်တစ်ချက်ပေါ့နော်ယုံနာလို့မြင်လိုက်ပုဂ္ဂိုလ်တ attva လို့မြင်လိုက်ယုံနာလို့မြင်လိုက်ပုဂ္ဂိုလ်တ attva လို့မြင်လိုက်မငြိမ့်သေးဘူးဟုတ်တယ်မလားအဲ့ဒီမှာလည်းမငြိမ့်သေးဘူးပေါ့နော်မငြိမ့်သေးဘူးအဲ့ဒီလိုမငြိမ့်တော့စောစောတုန်းကတတိနေရာမှာတမ္ပတိညာအကူညီနဲ့ငြိမ်အောင်လုပ်ပေးရတယ်လို့အခုဒီနေရာမှာတမ္ပတိညာနဲ့လုပ်ငန်းချင်းသိမ့်မကွာတဲ့သမသင်္ကပ္ပဟုတ်တယ်မလားသမသင်္ကပ္ပဆိုတာလည်းတမ္ပတိညာသဘောပါပဲဟုတ်တယ်မလားဆင်ញင်တယ်နှလုံးသွင်းတယ်တွေးနေတယ်အတုတူပါပဲเนาะတွေးတယ်ဆိုတဲ့စကားလုံးကြတော့အတောင်းလိုက်တက်လိုက်ရင်းတဲ့စကားလုံးဖြစ်သွားပြီပေါ့ဒီနေရာမှာကြတော့တွေးတယ်ဆိုတဲ့စကားလုံးလောက်မရင်းတဲ့ဆင်ញင်တယ်ဟောဒါလေးကဒီလိုလေးကိုဒါလေးကဒီလိုလေးကိုဒါလေးကဒီလိုလေးကိုဟုတ်တယ်မလားဒါငါမမဟုတ်ပဲငါဥစ္စာမမဟုတ်ပဲငါနဲ့မှမဆိုင်ပဲဒီလိုလေးဆင်ញင်ပေးရတာပဲအဲ့ဒါကြတော့တမ္ပဇင်ညာလို့မသုံးတော့ဘူးတမ္မာသင်္ကပ္ပလို့သုံးတယ်ဟုတ်တယ်မလားမှန်ကန်သောအတွေ့ကလေးမှန်ကန်သောသုံးသပ်မှုကလေးတမ္မာဖြစ်သွားပြီစောစောကတမ္ပဇင်ညာတော့ကတမ္မာလို့မခေါ်နိုင်သေးဘူးအခုကျမှတမ္မာဖြစ်သွားပြီအခုကျမှယုံနံဆိုတဲ့တကယ်အနှစ်သာရနဲ့ပုဂ္ဂိုလ်တ attva ငါဆိုတဲ့အကာနဲ့ခွဲထုတ်လိုက်တာရှင်းလားဘာနဲ့ခွဲထုတ်လိုက်တာလဲယုံနာဆိုတဲ့နှစ်သာရနဲ့ပုဂ္ဂိုလ်တ attva ငါဆိုတဲ့အကာနဲ့ခွဲထုတ်လိုက်တာခွဲထုတ်လိုက်တော့အကာတွေအကုန်လုံးစင်ကြတာဘယ်လိုကခွဲထုတ်ပေးလိုက်တယ်လဲဆိုတော့သမ္မာသင်္ကပ္ပကခွဲထုတ်ပေးလိုက်တာ
ဒါဘုန်းကြီးတို့ဒီနေ့အလုပ်ပေးဟောနေတာနော်ရှုခွင့်ရှုခွက်ကလေးတွေဟောနေတာတိရဏပရိညာဘိုင်းကိုဟောနေတာတိရဏပရိညာဒိဋ္ဌိဖြုတ်ကိုဘုန်းကြီးတို့2ရက်3ရက်4ရက်ဟောလေးဟောတာရှိပါတယ်ဟုတ်လားအဲ့ဒါကြောင့်မလို့ဒီဘိုင်းကိုနားလည်အောင်ယောဂီတွေလက်တွေ့ရှုတတ်အောင်ဒါဘုန်းကြီးတို့2ရက်3ရက်4ရက်လောက်ဟောနေတာနော်နောက်ပိုင်းကျတော့မှအထက်ဉာဏ်တက်မယ်အထက်ဉာဏ်ကြရင်တော့အထက်ဉာဏ်အထိလိုက်နိုင်တဲ့ပုဂ္ဂိုလ်ကနဲတော့နဲတာပေါ့လေအဲ့ဒီလိုနဲသည့်အတွက်အထက်ဉာဏ်ကြတော့ညာတပညာအသိလောင်းနဲ့ပဲယောဂီတို့သိတဲ့ပုဂ္ဂိုလ်များပါတယ်တိရဏပညာအဆင့်အထိကိုယ်တိုင်သိဖို့ပါဏပညာအဆင့်အထိကိုယ်တိုင်ပယ်မဲ့ပုဂ္ဂိုလ်ကြတော့နဲသွားပြီအဲ့ဒီလိုနဲသွားတော့အဲ့ဒီဘက်ကြတော့သိအသေးမစိတ်တော့နော်အခုတိရဏပညာရှုခွင့်ရှုခွင့်မှာဘုန်းကြီးတို့အသေးစိတ်ပြီးတော့ပြောနေပါတယ်အဲ့ဒီတော့တမ္မာသင်္ကပ္ပဆိုတဲ့ဟုတ်ကဲ့ဘယ်အချိန်မှာတမ္မာသင်္ကပ္ပဖြစ်တယ်လဲဆိုသူ့လုံကအောင်မြင်သွားတဲ့အချိန်မှာတမ္မာသင်္ကပ္ပဖြစ်တာပေါ့တမ္မာသင်္ကပ္ပနဲ့ရှုတမ္မာသင်္ကပ္ပနဲ့သုံးသပ်တမ္မာသင်္ကပ္ပနဲ့တွေးဆိုပေမဲ့တွေးနေတော့မှတမ္မာသင်္ကပ္ပမဖြစ်သေးဘူးရှုနေတော့မှတမ္မာသင်္ကပ္ပမဖြစ်သေးဘူးဆင်ញင်နေတော့မှသုံးသပ်နေတော့မှတမ္မာသင်္ကပ္ပမဖြစ်သေးဘူးဘယ်အချိန်ကျမှတမ္မာသင်္ကပ္ပဖြစ်တယ်လဲဆိုရင်သူ့လုံကအောင်မြင်သွားတဲ့အချိန်ကျမှတမ္မာသင်္ကပ္ပဖြစ်တာဒီချိန်မှာမအောင်မြင်သေးဘူးเนาะလုံကံပြီးသေးဘူးဟောတာကငါလို့ထင်နေတယ်ငါမဟုတ်ပါဘူးပုဂ္ဂိုလ်တ attva လို့ထင်နေတယ်ပုဂ္ဂိုလ်တ attva လည်းမဟုတ်ပါဘူးယောက်ျားမိန်းမလို့ထင်နေတယ်ယောက်ျားမိန်းမလည်းမဟုတ်ပါဘူးဒုက္ခနားတယ်လို့ထင်နေတယ်ဒုဆိုတာလည်းမရှိပါဘူးပေါင်ကကြိုက်တယ်လို့ထင်နေတယ်ပေါင်ဆိုတာလည်းမရှိပါဘူးခြေသလုံးကကျင်တယ်လို့ပြောနေတယ်ခြေသလုံးလည်းမဟုတ်ပါဘူးဝိတ္တဆိုတဲ့တမ္မာသင်္ကပ္ပသင်္ကပ္ပမက်ကလေးနဲ့เนาะတခုချင်းကိုတွေးတောပေးတယ်ဆင်ញင်ပေးတယ်နှလုံးသွင်းပေးတယ်ယုံ nant ဆိုတဲ့အနှစ်အပေါ်မှာကတ်နေတဲ့ပုဂ္ဂိုလ်တ attva ငါဆိုတဲ့အကာကလေးတွေကိုခွာချပေးရမယ်နော်ဒီလောက်ကိုလောက်ရမယ်နော်ဒီလောက်မလောက်လို့မရဘူးနော်အဲ့ဒီလောက်မလောက်နိုင်တဲ့အတွက်ယောဂီများမှာဒိဋ္ဌိကိလေသာတွေထွေလုံးရစ်ပိုက်ဖြစ်နေတာဟုတ်တယ်မလားအဲ့တော့တခုချင်းခွာချယုံနဲ့ပတ်သက်လို့လည်းခွာချဝေဒနာပတ်သက်လို့လည်းခွာချဝေဒနာသရကခံစားတဲ့သဘောနော်ခံစားတဲ့သဘောနန္တရားဆိုတာကဘုန်းကြီးတို့မြင်စိတ်ဖြစ်ရင်ဝေဒနာပဲထင်ရှားသွားတာပဲကြားစိတ်ဖြစ်လဲဝေဒနာပဲထင်ရှားသွားတာပဲနာစိတ်ဖြစ်လဲဝေဒနာပဲထင်ရှားသွားတာပဲစားစိတ်ဖြစ်လဲဝေဒနာပဲထင်ရှားသွားတာပဲတွေ့တိစိတ်တွေ့တော့စိတ်ဖြစ်လဲဝေဒနာမှာပဲထင်ရှားသွားတာပဲနော်ဝိညာဏယုတ်တလာရဏဖတ်တဝေဒနာလို့ပြောလိုက်ကြတဲ့ကိုကပစ္စုပန်ခန္ဓာ၅ပါးမှာဝေဒနာကအများတဲ့ပို့ပြီးတော့ထင်ရှားတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးလားဟုတ်လားဝေဒနာကထင်ရှားတယ်ဆိုပေမဲ့အဲ့ဒီဝေဒနာတစ်ပါးတဲ့ကိုပဲပုံသေးဖြစ်ပြီးတော့ရှုရမလားဆိုတော့ဒီလိုတော့လည်းမဟုတ်သေးဘူးလေသတိပဋ္ဌာန်သုတ်တံမှာကဝေဒနာလည်းကိုလည်းရှုရုပ်ကိုလည်းရှုစိတ်ကိုလည်းရှုလို့ဒီလိုသုံးမျိုးပြောထားတာကိုဟုတ်တယ်မဟုတ်လားသုံးမျိုးပြောထားတာဖြစ်တဲ့ဝေဒနာရှုနိုင်တဲ့ပုဂ္ဂိုလ်များကလည်းဝေဒနာရှုဖို့စိတ်ရှုနိုင်တဲ့ပုဂ္ဂိုလ်များကစိတ်ရှုဖို့ရုပ်ရှုနိုင်တဲ့ပုဂ္ဂိုလ်များကလည်းရုပ်ကိုရှုဖို့ရုပ်သရကမျက်စိနားကောလျှာမှာပေါ်တဲ့ရုပ်တွေကိုမဆိုလိုဘူးကာယမှာပေါ်တဲ့ရုပ်ကာယခြင်းမှာပေါ်တဲ့ရုပ်ကပထဝီဓာတ်ဒေဇောဓာတ်ဝါယောဓာတ်အဲ့ဒီရုပ်ကိုဆိုလိုတယ်ကျန်တဲ့ရုပ်တွေကမထင်ရှားတဲ့ရုပ်တွေဥပါဒရုပ်တွေအခုဒီနေ့မှာဖြစ်တဲ့ရုပ်ကထင်ရှားတဲ့ရုပ်မဟာဗုဒ္ဓရုပ်ဒါကြောင့်မလို့ဒီရုပ်ကိုပဲအသာပိရှုအဲ့ဒါကြောင့်ရုပ်ကိုရှုလို့ပြောတဲ့အချိန်ဟာကာယအကြည်ဓာတ်နဲ့ဒုတိယနဲ့တိုက်တဲ့အချိန်လို့အဲ့ဒီလိုမှတ်ထားလိုက်ပါနော်အဲ့ဒီလိုမှတ်ထားလိုက်ပါအဲ့ဒါကြောင့်မလို့အဲ့ဒီအချိန်မှာကာယအကြည်ဓာတ်နဲ့ဒုတိယနဲ့တိုက်တဲ့အချိန်မှာရုပ်ရဖောက်ပြောင်းမှုလေးတွေပေါ်တယ်ဆိုတော့အခုလိုထိုင်နေတော့မှပေါ်လဲဒါစဉ်းစားလို့ရတယ်လေကာယနဲ့ဒုတိယနဲ့ဖိထိုင်ထားလို့ဒါတဲ့သဘောကျင့်တဲ့သဘောကြိုက်တဲ့သဘောပူတဲ့သဘောအေးတဲ့သဘောတွေဖြစ်နေတာအပြင်ဘက်ကလေတိုက်လို့အေးတယ်ဆိုပေမဲ့အပြင်ဘက်ကလေမှာဘုန်းကြီးတို့ဝါယောဓာတ်တွေပါတာပေါ့အဲ့ဒီဝါယောဓာတ်ကဗမာလာတိုက်ကာယကြီးမှာလာတိုက်တာပေါ့အဲ့ဒါကြောင့်မို့လို့အေးမှန်သိတဲ့စိတ်ဖြစ်တာပေါ့အဲ့ဒါကဒုတိယစိတ်ဟုတ်တယ်မလားအပြင်ဘက်ကရာသီဥတုကပူတဲ့အချိန်မှာအပူရှိန်ရှိတာပေါ့တိဇောဓာတ်ပေါ့
ဘယ်မှာလာတိုက်ကာယကြီးမှာလာတိုက်တာပေါ့ဟုတ်တယ်မလားကာယကြီးမှာလာတိုက်တော့အိုက်တယ်ပူတယ်ဆိုတဲ့ဒုတိယစကလေးတွေပေါ်လာတာပေါ့နော်ခြေသလုံးနဲ့ပေါင်းနဲ့ဖိထိုင်တယ်ခြေသလုံးနဲ့ခြေချင်းဝင်းနဲ့ဖိထိုင်တယ်တင်မနဲ့အပေါ်ကအသားတွေနဲ့ဖိထိုင်တယ်ဖိထိုင်တဲ့အခါကျတော့တစ်ဖက်ကကာယကြီးရုပ်ရှိတယ်တစ်ဖက်ကဒုတိယဇာပရိဝိတ္တဒီသောတာဝါယောရှိတဲ့ရှိတယ်အဲ့ဒီဓာတ်တွေနဲ့အဲ့ဒီကာယကြီးနဲ့ပေါင်းဆောင်လိုက်တဲ့အခါကျတော့ဘာဖြစ်သွားတော့နားရဲခြင်းနဲ့ကြိုက်တယ်ခဲတယ်ဆိုတာဖြစ်လာတာပေါ့နော်ဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့အဲ့ဒီနားရဲခြင်းနဲ့ကြိုက်တယ်ခဲတယ်ဆိုတဲ့ဖြစ်ရကလေးတွေနဲ့ပတ်သက်လာရင်ကာယအကြည်ကိုအသားပေးရှုပါကျန်တဲ့နေရာတွေကမထင်ရှားပါဘူးเนาะကျန်တဲ့နေရာမှာမှာဖို့ပါခြင်းပါမယ်နာမည်နေတဲ့တော့ပါခြင်းပါမယ်မထင်မရှားဖြစ်တဲ့အတွက်သူတို့ကိုမရှုနဲ့ကာယအကြည်ဓာတ်မှာသာမဟာဗုဒ္ဓ၄ပါးကလာတိုက်တာဖြစ်တဲ့အတွက်ကာယအကြည်ဓာတ်မှာဖြစ်တဲ့ရုပ်ကိုပဲရှုပါဟုတ်တယ်မလားအဲ့ဒါလို့ရှုတော့ပုဂ္ဂိုလ်တ attva ငါဆိုတဲ့မြင်ကလေးတွေပေါ်နေပြီအကာလေးတွေရုပ်ကအနှစ်ပုဂ္ဂိုလ်တ attva ကငါကအကအနှစ်နဲ့အကဘယ်လိုနဲ့ခွဲထုတ်မလဲဆိုရင်တော့ဉာဏ်နဲ့ခွဲထုတ်သို့တော့ဉာဏ်နဲ့ခွဲထုတ်နိုင်အောင်ဘယ်လိုကနေပြီးတော့ရှေ့ကနေဖော်ပြပေးရမှာလဲသမ္မာသင်္ကပ္ပလေးကနေရှေ့ကနေပြီးတော့မဟုတ်ဘူးနော်ကိုယ့်ကိုပြန်စဉ်းစားယောဂီဒါကယုံနော်ဒါကပုဂ္ဂိုလ်တမဟုတ်ဘူးနော်တတ္တဝမဟုတ်ဘူးနော်ငါမဟုတ်ဘူးနော်ယောက်ျားမင်းမဟုတ်ဘူးနော်ဒုဘောင်ကခြေလက်မဟုတ်ဘူးနော်ဒါကပထဝီရုပ်ဆိုရင်လည်းပထဝီရုပ်နော်တေဇောရုပ်ဆိုရင်လည်းတေဇောရုပ်နော်ဝါယောရုပ်ဆိုရင်လည်းဝါယောရုပ်နော်ဒီထဲမှာပုဂ္ဂိုလ်မပါဘူးနော်တတ္တဝမပါဘူးနော်ငါမပါဘူးနော်သမ္မာသင်္ကပ္ပကတဖောက်ပြောပြရမယ်နော်တဖောက်ပြောပြတဲ့အတွက်ဘာဖြစ်လာလဲကြာတော့အဲ့ဒီအတိုင်းလက်ခံသွားတယ်လက်ခံသွားတဲ့အချိန်ဟာဉာဏ်ပဲဉာဏ်ကသမာဓိဋ္ဌိပဲဒါသမာဓိဋ္ဌိဖြစ်အောင်ဘယ်လိုကကုညီပေးတာလဲသမ္မာသင်္ကပ္ပကကုညီပေးတာဟုတ်တယ်မလားသမ္မာသင်္ကပ္ပကကုညီပေးတယ်တတိလုံငန်းမှာသမ္ပတိညာကကုညီပေးတယ်လို့သမ္မာဒိဋ္ဌိလုံငန်းမှာသမ္မာသင်္ကပ္ပကကုညီပေးတယ်တတိဆိုတာလဲဘုန်းကြီးတို့မဂ္ဂင်၅ပါးထဲမှာပါတာပဲသမ္မာဒိဋ္ဌိဆိုတာလဲမဂ္ဂင်၅ပါးထဲမှာပါတာပဲဒါပေမဲ့တတိကသမ္မာဒိမဂ္ဂင်ပေါ့သမ္မာဒိဋ္ဌိကပညာမဂ္ဂင်ပေါ့သဘောမပေါက်တာနဲ့သဘောပေါက်တာလေးကွာတယ်အဲ့တော့သမ္ပတိညာနဲ့သမ္မာသင်္ကပ္ပဆိုတာလဲဒီလိုပဲသမ္ပတိညာကလည်းတွေးပေးတာပဲသမ္မာသင်္ကပ္ပကလည်းတွေးပေးတာပဲသမ္ပတိညာတွေးပေးတာကရုပ်ကိုယမန်သိဖို့နာကိုနာမန်သိဖို့တွေးပေးတာသမ္မာသင်္ကပ္ပတွေးပေးတာကသိရုံနဲ့မကဘူးပုဂ္ဂိုလ်တ attva ငါမဟုတ်ပါဘူးလို့သဘောပေါက်ဖို့တွေးပေးတာသိရုံသိတာနဲ့သဘောပေါက်တာနဲ့အဆင်ချင်းမတူဘူးနော်သိရုံသိတာကတစ်မျိုးဟောတာကလူတယောက်ပဲလို့သိတာကတစ်မျိုးဒါဘလို့ပဲဘဝပဲဒါဘယ်မှာအလုပ်လုပ်တယ်သူ့နာမည်ကဘယ်လိုဒီလိုသိတာကတစ်မျိုးသိလို့မလားလူတယောက်လို့သိတဲ့အသိကတမာတိအသိဒါဘလို့ပဲဘဝပဲဘာအလုပ်လုပ်တယ်ဘယ်သွားမလို့ဘယ်ကလာတာအဲ့ဒီလိုသိတာကတမာဒိဋ္ဌိအသိပညာမဲ့ခင်အသိချင်းတော့အတူတူပဲဒါပေမဲ့သိပုံသိနည်းကွာတယ်ဟုတ်တယ်မလားတမာဒိမဲ့ခင်သုံးပါးနဲ့ဒီအထိမသိဘူးသဘောပေါက်တဲ့အထိမသိဘူးသိအောင်မသိတာတမ္မာသင်္ကပ္ပကြတမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပကြတော့မှသဘောပေါက်တဲ့အနေနဲ့သိတာဟုတ်ပြီနော်ဒါမနေ့ကတရားကိုပဲပြန်ပြီးတော့အသေးစိတ်ပြန်ပြောပြပါတယ်ဟုတ်တယ်မလားအဲ့ဒီလိုသိသွားပြီတဲ့အခါကျတော့အဲ့ဒီအသိနောက်မှာဘာအသိလိုလာတယ်လဲဖြစ်ပြအသိလိုလာတယ်ဖြစ်ပြတဲ့ကဘုန်းကြီးတို့ဒါကဥဒယပိယဆိုတဲ့ဉာဏ်ကိုကြည့်ပြီးတော့ပြောလိုက်တာမြတ်စွာဘုရားသခင်ကိုရမကြီးကတော့အနိစ္စဒုက္ခအနတ္တအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဒီလက္ခဏာ၃ပါးနဲ့ခွဲသိဖို့မြတ်စွာဘုရားကဟောခဲ့တာအနိစ္စဒုက္ခအနတ္တနဲ့သိဖို့ကြတော့ခုနလိုပဲဈာကံကလေးတခုလိုလာပြန်ပြီအဲ့ဒီဈာကံကဘယ်လိုလဲဆိုတော့သမ္မတနာဉာဏ်သမ္မတနာဉာဏ်လေးနဲ့ဩရကအနိစ္စလေးတော့အနိစ္စလေးတော့ဒါလေးကဒုက္ခတော့ဒါလေးကအနတ္တတော့ဒုက္ခလည်းဘာလို့ပြရလဲခုနပြောသလိုပဲဆင်ញင်ပေးတဲ့သဘောတွေးပေးတဲ့သဘောပါပဲ
ဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့တမ္ပဇင်ညတို့တမ္မသင်္ကပ္ပတို့တမ္မတဏတို့ဆိုတာကနေရာဒေသမတူလို့လုပ်ငန်းလေးတွေနည်းနည်းကွဲသွားတာပဲရှိတာပဲလုပ်ငန်းအဓိပ္ပာယ်ချင်းကတော့အတူတူပါပဲဟုတ်တယ်မလားလုပ်ငန်းအဓိပ္ပာယ်ချင်းကတော့အတူတူပါပဲနော်ထောမူလတန်းကျောင်းသားတွေခိုင်းလုပ်တဲ့ဆရာနဲ့အထက်တန်းကျောင်းသားခိုင်းလုပ်တဲ့ဆရာနဲ့တက္ကသိုလ်ကျောင်းသားခိုင်းလုပ်တဲ့ဆရာနဲ့ဒါပဲကွာတာပဲခိုင်းလုပ်တဲ့ဆရာချင်းကတော့ခိုင်းလုပ်တဲ့ဆရာပဲမဟုတ်လားဟုတ်တယ်မလားသူကမူလတန်းကျောင်းသားခိုင်းလုပ်တာသူကလက်တန်းကျောင်းသားခိုင်းလုပ်တာသူကတက္ကသိုလ်ကျောင်းသားခိုင်းလုပ်တာအဲ့ဒီအစဉ်လေးသာကွာသွားတာသူ့ယာတုကတော့ဗာလဲခိုင်းလုပ်တဲ့ဆရာပဲဟုတ်တယ်မလားအခုလည်းဒီလိုပဲတမ္ပဇင်ညဆိုတာရဲ့တမ္မသင်္ကပ္ပဆိုတာရဲ့တမ္မတနာဆိုတာရဲ့နေရာလေးကြည့်ပြီးတော့ဒါနာမည်ကွဲသွားတာလုပ်ငန်းချင်းကတော့အတူတူပဲလေလုပ်ငန်းချင်းကတော့အတူတူပဲအဲ့ဒီတော့ဖြစ်ပြမြင်အောင်ဘလူရဲ့အကူအညီယူရမလဲတမ္မသင်္ကပ္ပရဲ့အကူအညီယူရပါမယ်နော်အဲ့ဒီတော့တမ္မသင်္ကပ္ပအကူအညီယူပြီးတော့ဖြစ်ပြမြင်အောင်ရှုပုံကိုဘုန်းကြီးတို့ထပ်ပြီးတော့ကျေးဇူးပြုပေးမယ်ခဏဘုန်းကြီးတို့ယောဂီတွေရှုနေတာရောက်နံဆိုတဲ့ခန္ဓာ၅ပါးဒီနေရာပြင်ပြောတော့မြေစိတ်ကြားစိတ်နာစိတ်စားစိတ်ဒုတိယစိတ်တွေးတော်စိတ်အဲ့ဒီတည်းမှာအဓိကကတော့တွေးတော်စိတ်ဆိုတဲ့ခန္ဓာ၅ပါးဒါပဲမဟုတ်လားမြေစိတ်ကိုရှုနိုင်ဖို့ကနည်းနည်းခက်တာပေါ့ကြားစိတ်လည်းနည်းနည်းခက်ပါတယ်နာစိတ်စားစိတ်ခက်တာပဲခက်တယ်ဆိုတာကတောင်းယုံဉာဏ်ရည်အောင်နဲ့မရှုနိုင်ဘူးတွေးတိစိတ်ကြတော့နည်းနည်းတော်တယ်တော်ပင်တော်냐တော်လည်းပဲတွေးတိစိတ်ဖြစ်ပေါ်ပြီးရင်ဟိုနေ့ကပြောသလိုပဲတွေးတိစိတ်နောက်မှာတွေးတော်စိတ်ကကပ်ပါလာတာဒါကတွေးတိစိတ်ဒါကတွေးတော်စိတ်ဆိုတာခွဲဖို့အမှန်တန်ခက်တယ်အဲ့ဒီလိုခက်မယ်ဆိုရင်တွေးတိစိတ်ဖြစ်အောင်တွေးတိစိတ်ကိုတွေ့အောင်ချက်ကိုချက်ခဲရှာနေမယ်အစားတွေးတော်စိတ်ကနေစောင့်ရှုလိုက်ရင်ပြီးသွားပြီဟုတ်တယ်မလားဘာဖြစ်လို့တော့တွေးတိစိတ်ဖြစ်ပြီးတာနဲ့ချက်ချင်းပဲတက်ကတွေးတိစိတ်ဆိုရင်နှစ်ကတွေးတော်စိတ်ရောက်သွားတာပဲဟုတ်တယ်မလားတက်ကနာတဲ့စိတ်နာမသိတဲ့စိတ်ဆိုရင်နှစ်ကအဲ့ဒီနာတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့တွေးတဲ့တွေးတော်စိတ်ဖြစ်သွားတာပဲတက်ကကျင်တဲ့စိတ်ကျင်မှန်းသိတဲ့စိတ်ဆိုရင်နှစ်ကသူနဲ့ပတ်သက်တဲ့တွေးစိတ်ရောက်သွားတာပဲတက်ကပုံမှန်သိတဲ့စိတ်ဆိုရင်နှစ်ကအဲ့ဒီပုံမှန်သိတဲ့ပူတဲ့အကြောင်းတွေးတဲ့အတွေးစိတ်ရောက်သွားတာပဲဒါကြောင့်မလို့တွေးစိတ်ကစောင့်ဖတ်တာအကောင်းဆုံးပဲဟုတ်တယ်မဟုတ်လားယန္နာပြည့်တဲ့ရှင်သာမဏေကလေးကယံဆရာတော်ဘုရားကြီးကိုပြီးတဲ့နေ့ကလည်းပဲတွေးတော်စိတ်ကစောင့်ဖန်လို့ဖုတ်ဖန်တဲ့ဥပမာနဲ့ညီမပေးခဲ့ဘူးလားပေးခဲ့လားတချို့ယောဂီတွေကဟာအကုန်လိုက်ရှုနေအကုန်လိုက်ရှုတာကတော့ရှုနိုင်တော့ရှုဖို့ဒါကတော့ဘာမှပြောစရာမလိုပါဘူးသို့တော့မရှုနိုင်ဘဲနဲ့တော့မရှုစေချင်ဘူးဟုတ်တယ်မဟုတ်လားမရှုနိုင်ရင်ဘယ်ကစောင့်ရှုတွေးတော်စိတ်ကနေစောင့်ရှုကျန်တာတွေကိုတော့ဘယ်လိုသဘောထားမလဲတမာတိရယုံလောက်ပဲသဘောထားပါတယ်လေသွားရင်လာရင်နဲ့ဝင်လေထွက်လေဝင်လေထွက်လေလေးကိုကြည့်တယ်သွားရင်လာရင်နဲ့နောက်ခြေလမ်းကလေးမှာဖြစ်ပေါ်လာတဲ့အမူအရာကလေးတွေကြည့်တယ်ရုပ်တည်နံတွေကိုကြည့်တယ်စားရင်တောင်းရင်နဲ့လှုပ်ရှားနေတဲ့အမူအရာတွေရုပ်တည်နံတွေကိုကြည့်တယ်ဒါတွေကသမာဓိရယုံလောက်တော့ကြည့်ပါတကယ်ဝိပဿနာဉာဏ်ဖြစ်ဖို့ဆိုရင်တော့တွေးတော်စိတ်ကစောင့်ရှုတာဟာတော့အကောင်းဆုံးပါပဲလို့အဲ့ဒီလိုသဘောပေါက်ပြီးတော့ကဲတကယ်ရှုတဲ့အခါကျတော့တရားကြည့်ရမှာလားယုံနာခန္ဓာကြည့်ရမှာလားတွေးတော်စိတ်ခန္ဓာပဲဆိုကြပါစို့အဲ့ဒီတွေးတော်စိတ်ခန္ဓာကိုဘယ်လိုနဲ့ရှုဉာဏ်နဲ့ရှုမယ်တွေးတော်စိတ်ခန္ဓာကဖြစ်ပြရှုတဲ့မြင်တဲ့ဉာဏ်ကမဲ့တွေးတော်စိတ်ခန္ဓာဖြစ်ပြကဘာသစ္စာရှုတဲ့မြင်တဲ့ဉာဏ်ကဘာသစ္စာအဲ့ဒါလို့ဆိုကိလေသာလေးတွေသူ့တိုင်းတာနဲ့သူမသိဘူးလားသိသွားလားကိလေသာလေးတွေတခုသိတိုင်းသိတိုင်းကိလေသာလေးတွေကနေပြီးတော့မှကာမဘဝစီသွားမယ်အဆက်မပြတ်ဘူးလားပြတ်သွားကာမဘဝစီသွားမယ်အဆက်ပြတ်သွားလို့ရှိရင်ကာမဘဝပြည့်စေရဇာတိဆိုတဲ့အနာကအဆက်လည်းမပြတ်ဘူးလားပြတ်လားပြတ်တာပေါ့အဲ့ဒီတော့ပြစ္ဆုတ်ပမကိလေသာနဲ့ကံနေချုပ်တာကဗာသစ္စာသိအဲ့ဒီတော့သမုဒယသစ္စာသိတဲ့အခါကျတော့ကာမဘဝនិရောဓဇာတိនិရောဓဆိုတဲ့အနာကအဆက်မပြတ်ဘူးလားပြတ်သွားလားအဲ့ဒီတော့ပြတ်သွားတာကတခြားလားនិရောဓသစ္စာလားនិရောဓသစ္စာဆိုတာတခြားလားနိဗ္ဗာန်လားအဲ့တော့နိဗ္ဗာန်ချမ်းသာရအောင်မိမိတို့ရဲ့ခန္ဓာကိုဉာဏ်နဲ့ကြိုးကြိုးစားစားရှုမှတ်သုံးသပ်ပွားများပြကြပါလို့တတ်တော်ရင်သာဓုခေါ်လိုက်ကြ